လူတိုင်းဟာဒုက္ခကာမဒုက္ခပฏิကူလာချမ်းသာတာကြိုက်တယ်တဲ့ဆင်းရဲတာမကြိုက်ဘူးဆင်းရဲမှုကိုယုံမုန်းတယ်ဘယ်သူပဲမေးလိုက်ပြီးတော့လူရှိသမျှကိုအကုန်စစ်တမ်းထုတ်ပြီးတော့မေးရင်ဒုက္ခကာမစိတ်ပုံမှန်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလိုက်မေးမယ်ဆိုရင်ဒုက္ခကာမချမ်းသာခြင်းနဲ့ချမ်းသာတယ်ဆိုတာပစ္စံချမ်းသာတာကိုပြောတာမဟုတ်ဘူးနော်လူဆိုတာဘဝမှာအစဉ်ပြေလေးနေခြင်းတာချမ်းသာခြင်းနဲ့အေးစစ်နေခြင်းနဲ့အဲ့ဒီချမ်းသာမျိုးကိုပြောတာမှန်လားပါဗျာပစ္စံချမ်းသာတာကစိတ်ချမ်းသာတာမဟုတ်ဘူးတခြားစီနော်မှန်လားပါဗျာဒါကြောင့်မို့ဗမာစကားမှာသွားပြီးတော့ရောတတ်တယ်လူချမ်းသာနဲ့သွားပြောလို့ရှိရင်ပစ္စံရှိတဲ့လူကိုလူချမ်းသာလို့သွားတွေ့တတ်တယ်အဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးမှန်လားပါဗျာမိမိအစဉ်တန်းလိုက်ဘဝမှာစိတ်ချမ်းသာကိုချမ်းသာနေတာဟုတ်တာစိတ်ချမ်းသာတယ်လို့ခေါ်တာပဲပစ္စံတွေဘလောက်များနေစိတ်ချမ်းသာခြင်းမှာချမ်းသာတယ်လေဝေကြီးတွေကထောင်တောင်းသိမ်းပေါင်းထောင်တောင်းရင်းနှီးထားတယ်အဲ့ဒီအလုပ်တစ်ခုမတော်တဆပျက်စီးသွားမှာကိုအမြဲတမ်းစိုးရိမ်နေရတယ်ဟောချမ်းသာတဲ့ငွေချမ်းသာတဲ့ပုဂ္ဂိုလ်ကထိုငွေတွေဆုံးရှုံးမှအမြဲကြောက်နေရတယ်မှန်လားပါဗျာအဲ့ဒါချမ်းသာမဟုတ်ဘူးပစ္စံချမ်းသာတာမဟုတ်ဘူးတကယ်စိတ်ချမ်းသာတာကအဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးတဲ့မိသားစုဘဝမှာဗာနဲ့ပဲနေရစာဝတ်နေရေးလေးပြည့်ပြည့်စုံစုံနဲ့မတောင်းမတမကြောင်းမကြနဲ့အေးသက်သာချမ်းသာနေနိုင်ရတယ်ဆိုတာမျိုးကိုဆိုလိုတယ်အဲ့တော့လူတိုင်းဟာချမ်းသာခြင်းကြခုနငွေရှာတဲ့ပုဂ္ဂိုလ်တွေကလည်းချမ်းသာခြင်းလို့ရှာတာကတော့ချမ်းသာခြင်းနဲ့သို့တော့ချမ်းသာခြင်းလို့ရှာပေမဲ့လို့ချမ်းသာတယ်တွေ့သလားဆိုချမ်းသာတယ်မာတာတွေမဟုတ်ဘဲနဲ့ဆင်းရဲဒုက္ခတွေလည်းအများကြီးတွေ့ရတာပေါ့မှန်ပါဗျာဒါကြောင့်စိတ်ချမ်းသာမှုဆိုတာတစ်ခုနဲ့တစ်ခုမတူဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကတာကဝင်တွေကအလှဲ့ကျခုခေတ်လို့ပြောမယ်ဆိုရင်တော့တပါတီစနစ်လူမျိုးတစ်မျိုးကအုပ်စိုးတာကို oligarchy system လို့ခေါ်တယ် monarchical system ဆိုတာဧကရာဇ်ဘုရင်တွေအုပ်စိုးတာဘုရင်တဦးတည်းကနေသားစဉ်မျိုးဆက်အုပ်စိုးသွားတာmonarchical system လို့ခေါ်တယ်။ဘုရားလက်ထက်ကဗိမိတာရတို့ကောသလတို့အဲ့ဒီစနစ်နဲ့အုပ်စိုးတာသူတို့သားစဉ်မြေဆက်ဘုရင်အုပ်စိုးတာဘုရားရဲ့အမျိုးဖြစ်တဲ့တာကီဝင်တွေတို့ဟိုဝေဒာလီယပြည်ကလိတ်ဆွေတို့ဘုရားပြိဋိဘံဆိုင်ရာရက်ကမန္လာတိုင်းကမန္လာမင်းတွေတို့ဆိုတာတွေက oligarchy system လို့ခေါ်တယ်ခုခေတ်လို့ဆိုရင်တော့တပါတီကအုပ်စိုးတယ်လို့ဒီလိုပြောနော်မှန်လားပါဗျာလူမျိုးတစ်မျိုးကနေပြီးတော့အပေါင်းအဖွဲ့လုပ်ပြီးတော့အုပ်စိုးတဲ့စနစ်ပေါ့ခုခေတ်က Republican ဆိုတာတွေနဲ့ခတ်ဆင်ပေါ့သို့တော့မဲနဲ့တင်မြောက်ထားတာမဟုတ်ဘူးသူတို့လူမျိုးအုပ်စုကနေပြီးတော့အပေါင်းအဖွဲ့လုပ်ပြီးတော့အလှည့်ကျခုခေတ်လို့ပြောမယ်ဆိုရင်အလှည့်ကျဥက္ကဋ္ဌပေါ့အလှည့်ကျသမတနဲ့သွားတာမျိုးအဲ့ဒီထဲမှာတာကဝင်မင်းတွေထဲမှာအလှည့်ကျပြီးတော့ဥက္ကဋ္ဌလုပ်နေရတဲ့ဗတ္တိယဆိုတာသူ့ရဲ့တငယ်ချင်းအနုရုဒ္ဓကနေပြီးတော့အတင်းဆွဲပြီးတော့သင်္ကန်းဝတ်ရအောင်ပြောတော့နောက်ဆုံးကိုတငယ်ချင်းကိုခင်မင်နာနဲ့ဥက္ကဋ္ဌသမတရာထူးကိုစွန့်ပြီးတော့သူပဲသင်္ကန်းဝတ်သွားတယ်တူတူသင်္ကန်းဝတ်လိုက်ကြတယ်အနုရုဒ္ဓတို့ဗတ္တိယတို့အာနန္ဒာတို့ဘဂုတို့ဒေဝတတ္တတို့ဆိုတအုပ်စုတွေသင်္ကန်းဝတ်လိုက်ကြတာအဲ့ဒီထဲပဲဗတ္တိယကလက်ရှိရာထူးတစ်ခုကိုစွန့်လွတ်ပြီးတော့သူသင်္ကန်းဝတ်လိုက်တော့မြတ်စွာဘုရားတရားတော်မှာကျင့်လိုက်တဲ့အခါတရားအသိရှိသွားပြီးယဟန္တာဖြစ်သွားတဲ့အချိန်ကနေပြီးတော့သူတစ်ပါးတည်းနေတဲ့အခါမှာနှုတ်ကနေမကြာခဏသူကနှုတ်ကနေပြီးတိုးတိုးနဲ့ပြောနေတတ်တယ်ဘာပြောတော့ဆိုအဟောဒုက္ခံချမ်းသာလိုက်တာနော်ချမ်းသာလိုက်တာဒီဘဝကိုငကိုတော့သူမလာခြင်းဘူးတိုင်းပြည်ကိုအုပ်စိုးရတဲ့ဘဝကိုပဲသူကြိုက်တယ်ဒီယဟန်ဘဝကိုသူမလိုလားဘူးသို့တော့တရားအသိရှိလိုက်တဲ့အခါကျတော့သူစိတ်နေသဘောထားတွေပြောင်းသွားတယ်ပြောင်းသွားပြီးတော့သူဘာပြောတော့ဆိုချမ်းသာလိုက်တာသူစိတ်ထဲမှာဒါကနောက်တောင်ကျသွားတယ်လို့ထင်တယ်ဟုတ်ကဲ့မှန်ပါဗျာခုမှချမ်းသာတာ
အားလုံးကိုဆွန့်လွတ်လိုက်တယ်ဆွန့်လွတ်ပြီးတော့ယဟန်ဘဝကူးပြောင်းပြီးတရားအသည့်တွေရသွားတဲ့အချိန်မှာချမ်းသာလိုက်တာဆိုတော့ဘေးကပုဂ္ဂိုလ်တွေကအေးဒီယဟန်ကအမြဲတမ်းသူကချမ်းသာလိုက်တာပြောတာလူဘဝတုန်းကမင်းစည်းစိမ်မျောလင့်ပြီးတော့သူကချမ်းသာတာနဲ့ညီးနေတာလားအဲ့ဒါကိုပြန်ပြီးရကြံလို့များနောက်ကျောင်းပြန်နေတာလားနွမ်းတနေတာလားလို့ဘေးကထင်ကြတယ်မှန်လားပါထင်တဲ့အခါကျတော့မြတ်စွာဘုရားကိုသွားလျှောက်ကြတယ်ဗတ္တိယကဘယ်နေရာဖြစ်ဖြစ်သူပါဇက်ကချမ်းသာလိုက်တာပြောနေသူဘာရည်ရွယ်ပြီးပြောတာတော့ဆိုတော့ဘုရားကရှင်းအောင်လို့ခေါ်မေးတယ်နေပါအောင်ဗတ္တိယချမ်းသာလိုက်တာလို့နှုတ်ကမကြခဏပြောရအောင်ဘာကိုရည်စူးတာတော့လို့ဆိုအရှင်ဘုရားတဲ့တပည့်တော်တိုင်းပြည်မှာဘယင်လုံနေတဲ့အချိန်ဥက္ကဋ္ဌသမထယာတုရနေတဲ့အချိန်တော့တပည့်တော်အဆောင်လျှောက်တွေချထားပါရဲ့တန်းနဲ့တပည့်တော်အိတ်ကောင်းခြင်းမအိပ်ရဘူးဗျာတဲ့အမြဲတမ်းတတိရှိနေရတယ်ပေါ့။ဘာများဘသူကလာပြီးတော့လောက်ကြမှာတော့လို့စိုးရင်တကြီးဖြစ်နေတယ်။ငါ့ကိုမကျေနပ်တဲ့ပုဂ္ဂိုလ်တွေကငါမျက်လာဒုက္ခပေးမှလားနဲ့အမြဲတမ်းဘသူမှမယုံရဘူး။ကိုနားနေတဲ့လူတော်ကိုကမယုံဘူး။ကိုတက်တော်ဆောင်တော်ကိုမယုံဘူးဖြစ်နေ။အဲ့ဒီတော့ကကြောက်လန်းနဲ့ကောင်းမွန်မအိပ်ရဘူးအမြဲတမ်းတတိရှိနဲ့နေရတဲ့ဘဝကြီးတဲ့အခုကျတော့တပည့်တော်ဘယ်သူမှလည်းကြောက်စရာမလိုတော့ဘူးဘယ်နေရာနေတပည့်တော်ဘာအနေမှမရှိဘူးခုမှလွတ်လပ်ပြီးတော့ချမ်းသာတဲ့ချမ်းသာတကယ်ကိုဝိမု ക്തി ဒုက္ခအလုံးလွတ်ကင်းသွားတယ်စိတ်နေထားကလည်းလွတ်သွားတယ်ဘာမှတွေ့တာစရာမရှိဘူးမိသားစုပေါ်မှာလည်းမတွေ့တာတော့ဘူးကိုယ့်ကိုယ်လည်းမတွေ့တာတော့ဘူးလုံးဝကြီးလွတ်ကင်းချမ်းသာတာခုမှချမ်းသာတာဒီချမ်းသာရတာတပည့်တော်နောက်ကျလိုက်တာလို့ဒါကိုကြည်ရွယ်ပြီးတော့တပည့်တော်ချမ်းသာလိုက်တာလို့ပြောတာပါတဲ့ကဲတရားအသိရှိတဲ့ပုဂ္ဂိုလ်ရဲ့သဘောထားကမရှိခင်ကသဘောထားနဲ့မကွာဘူးလားဟောရှားပါတယ်ဗျာမရှိခင်တော့ကဒါကိုပြင်းစရာကြီးလို့ပဲထင်တာပဲလေမှန်လားပါဗျာမိသားစုဘဝဆွန့်လွတ်ပြီးတော့တရားဓမ္မကျင့်ဖို့တောတဲ့တောင်နဲ့ထွက်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးတရားအသိမရှိခင်ကအလွန်ပြင်းစရာကောင်းတဲ့လုပ်ငန်းကြီးတစ်ခုပဲလို့ဒီလိုမြင်ခဲ့တယ်တရားအသိလည်းရှိလိုက်ရောအဟောတုခံချမ်းသာလိုက်တာဆိုတာဟောတရားသိသူအသိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့ဒီသဘောထားအမတန်မှထူးခြားတယ်ဒါကအခြေခံသဘောတရားမဟုတ်ဘူးအတော်အဆင့်မြင့်သွားတဲ့သဘောတရားဖြစ်သွားပြီမှန်လားပါဗျာဒီအဆင့်ရောက်ဖို့ကလူတိုင်းမလွယ်ဘူးဒါဖြင့်အခြေခံအသိတရားရှိဖို့ဆိုတာဘာတော့ဆိုရင်ခုနကိုချင်းစာတရားဆိုတာဒုက္ခကာမလူတိုင်းဟာချမ်းသာတာကိုမျက်နှိုးတယ်ချမ်းသာခြင်းရတယ်ဒုက္ခပฏิကုလဆင်းရဲတာကိုယွံမုန်းကြတယ်ဆင်းရဲတာကြောက်တယ်ဒါကအလုံးတူညီတဲ့သဘောတရားပဲအဲ့ဒီလိုဖြစ်ပါရဲ့သားနဲ့လူတွေကကိုချမ်းသာဖို့အတွက်သူများကိုဘာလို့ဒုက္ခပေးကြသလဲဒါတရားနဲ့သိရအတိတရားဆိုတာအဲ့ဒါပြောတာမှန်လားပါဗျာငါချမ်းသာခြင်းနဲ့ဒုက္ခကိုယွံမုန်းတယ်ငါချမ်းသာရဲ့သားနဲ့ငါမကြိုက်တဲ့အလုပ်ကြဘာဖြစ်လို့လုပ်ချင်ရလဲဟောစဉ်းစားရမယ်တဲ့မြတ်စွာဘုရားဒါတရားအသိလို့ပြောတာเนาะဒီတရားအသိကအခြေခံအသိပဲကဲဘုရားမြတ်စွာရဲ့အကျင့်တရားတွေမှာသီလကအစတယ်ဘာဖြစ်လို့တုံးဆိုမြတ်စွာဘုရားကဘယ်သူပဲဖြစ်ဖြစ်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရှောက်မယ်ဆိုရင်ဘာကစမလို့ဆိုရင်ကုသိုလ်တရားတွေရဲ့အစမှာနှစ်ခုရှိတယ်တစ်ခုကကိုချင်းတရားကုသိုလ်တရားတွေရဲ့အစနံပါတ်1ကကိုချင်းတရားနံပါတ်2ကအမြင်မှန်ဟောဒီနှစ်ခုနဲ့စရမယ်အမှန်မြင်ရမယ်လို့ဆိုဘာဟိယဆိုတဲ့ယဟန်ဒီဘာဟိယကဟိုဘာဟိယဓာရုစီရိယမဟုတ်ဘူးနောက်ဘာဟိယတပါမြတ်စွာဘုရားကဟောတယ်တတ္တမတိဟတေဘာဟိယအာတိမေဝဝိသောတေဟိကုသလေတုတံပေတုဘာဟိယမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရှောက်ချင်တယ်ဆိုရင်တဲ့ကုသိုလ်တရားတွေရဲ့အစကိုမြင်ပြည့်စုံအောင်လုပ်တယ်ကောစာတိကုသလနာဓမ္မနံကုသိုလ်တရားတွေရဲ့အစဆိုတာဘာလဲသီလင်္စသူဝိတုဒ္ဓံလုံးဝဖြူစင်တဲ့ကိုချင်းတရားဖြူစင်အောင်လုပ်ရမယ်တဲ့ဒါနံပါတ်1မှန်ပါပါဗျာဒိဋ္ဌိစဥစုကဖြောင့်မှန်တဲ့အမြင်ရှိရမယ်ဟောဒီနှစ်ခုဟာကုသိုလ်တရားတွေရဲ့အစပဲ
ဒီကုသိုလ်နှစ်ခုဒီနှစ်ခုမှမရှိရင်ကုသိုလ်တရားတွေစလို့မရဘူးကိုယ်တဏ္ဍာမှာကုသိုလ်တရားတွေစဝင်လာတာဒီနှစ်ခုကစတာကဲကောင်းပြီမြတ်စွာဘုရားကဟောတာလေကိုချင်းတရားကစလို့ဆိုတော့ကိုချင်းတရားဆိုတာအလုံးသိကြတဲ့အတိုင်းအရေးကြီးတာကဘာလို့ဆိုရင်မနောဒုစရိုက်ကိုအသာထားအများနဲ့ဆက်ဆံတာကိုကြည့်လိုက်မယ်ဆိုရင်ကာယဒုစရိုက်နဲ့ဝစီဒုစရိုက်ကာယဒုစရိုက်၄မျိုးဝစီကာယဒုစရိုက်၃မျိုးနဲ့ဝစီဒုစရိုက်၄မျိုးအားလုံးအဲ့ဒီ9မျိုးအခြေခံအဆင့်ကိုပြောမယ်ဆိုလို့ရှိရင်ကာယဒုစရိုက်၃မျိုးဆိုတာသူများအသက်ကိုတတ်ခြင်းပါဏာတိပါဒအဋိဏဒါနသူများဥစ္စာကိုခိုးခြင်းမတရားယူခြင်းကာမေတုမိစ္ဆာစာရကာမဂုဏ်တရားတွေမှာမှောက်မှောက်မှားမှားပြုကျင့်ခြင်းလို့ဆိုတယ်ဒါကကာယဒုစရိုက်၃ပါးလို့ခေါ်တယ်အဲ့ဒီကာယဒုစရိုက်ကိုတရားအသိနဲ့ဆင်ခြင်ရမယ်တဲ့ဖြောက်အောင်တရားအသိနဲ့ဆင်ခြင်ပြီးတော့ဒီကာယဒုစရိုက်တွေကိုပယ်လှန်ပြီးတော့ကာယဒုစရိုက်ကိုကျင့်သုံးရမယ်လို့ဆိုလို့တွေးပုံတွေးနည်းကိုမြတ်စွာဘုရားပေးထားတယ်ကိုချင်းစာတဲ့အတွေးနဲ့တွေးကြည့်ပါတဲ့ပါဏာတိပါဒနဲ့ပတ်သက်ပြီးတွေးလိုက်မယ်ဆိုလို့ရှိရင်ငါဒီသေရမှာကြောက်တယ်လူတိုင်းသေရမှာကြောက်ကြမှာကြီးပဲနော်မှန်ပါဗျာသေရမှာကြောက်တာကြီးပဲမသေးခြင်းညာသေးဘူးသူကမသေးခြင်းဘူးအသက်ရှင်နေတယ်တက်ရှိတတ္တဝါတိုင်းအားလုံးဟာမသေးခြင်းညာဘူးအသက်ရှင်နေခြင်းညာအသက်ရှည်ခြင်းညာဒါကြောင့်မို့လို့တယောက်တယောက်ဆူတောင်းလို့ဆူပေးလို့ရှင်လေဩအသက်ရှည်ပါစေကျမ်းမာပါစေနဲ့ဆူပေးကြတယ်ဘယ်သူမှအသက်တိုပါစေလို့မပြောဘူးနော်မှန်ပါဗျာအသက်ရှည်ပါစေလူတိုင်းဟာအသက်ရှည်နေခြင်းတယ်ဒါလူတွေရဲ့ဆန္ဒကိုယ့်ရဲ့ဆန္ဒကိုကအသက်ရှင်တာကိုမျက်နှိုးတယ်သေတာကိုမုန်းတယ်တချို့များသေတာကိုအမင်္ဂလာဆိုပြီးလူကြားတဲ့စကားပြောနားတော့မထောင်ကြဘူးနော်သေတဲ့အကြောင်းလာပြောရင်တော့ဟာနမိတ်မရှိနမမရှိမပြောနဲ့တောင်ပြောလိုက်သေးတယ်နော်မှန်ပါဗျာမသာအတုအိမ်သွားပြီးရင်ပြန်လို့ရှိရင်ကရောတင်မောနဲ့ခေါင်းလျှော်ရသေးတယ်မဟုတ်တဲ့အတွေးတွေတွေးမိလို့ပါဒါနော်မှန်ပါဗျာတရားအသိရှိရင်ဒါတွေလုပ်ဖို့လိုသလားမလိုဘူးလားစဉ်းစားကြည့်ပေါ့မှန်ပါဗျာမလိုအတုအိမ်သွားရင်သနာတယ်လို့ဒီလိုယူဆကြတယ်လူတွေကအဲ့ဒါကိုပြန်ပြီးတော့သိတိတင်တယ်သို့တော့ရှင်ဘတ်ထဲမှာလောဘတွေဒေါသတွေမောဟတွေရန်သူတွေကဒီထဲမှာမှန်ပါဗျာလျှော်တာကရန်သူမလျှော်ဘဲနဲ့ခေါင်းသွားရှောင်တာတလွဲသွားလုပ်နေတာမှန်ပါဗျာခေါင်းတန်ရှင်းသွားတာနဲ့အတွင်းထဲကလောဘဒေါသမောဟတန်ရှင်းသွားမှာမဟုတ်တာပဲတန်ရှင်းပါဗျာအဲ့တော့အတုပတွေ့တယ်ဆိုလို့ချင်းဩတနေ့ငါလည်းတရားအောင်မှလို့စဉ်းစားပါလို့မြတ်စွာဘုရားကဒီလိုခေါ်တာမှန်ပါဗျာအဲ့လိုစဉ်းစားဖြင့်အသက်ရှင်နေတုန်းကတခုကောင်းတာတွေလုံးပါပဲဆိုတဲ့အတွေ့တွေးရမယ်ခုနကတလွဲတွေးနေတာတလွဲတွေးတာနဲ့တပြိုင်နက်တလွဲလုပ်တယ်အဲ့ဒါကိုဘာခေါ်တော့ဆိုမောဟလို့ခေါ်တာမောဟဆိုတာစာရဲပါတာမဟုတ်ဘူးစာရဲပါတဲ့မောဟမဟုတ်ဘူးကိုယ်တိုင်ကအမှန်မသိတာဟာမောဟမှန်ပါပါအမှန်မသိဘူးဆိုတာအမှားသိတာအတုအိမ်သွားလို့ဒါနမိတ်မရှိနမမရှိပြန်ကြတော့ဒါစက်တည်တွေရုပ်လာတယ်ထင်ပြီးတော့ခေါင်းလျှော်ရတာနဲ့တယောကဲမောနဲ့ဘာလို့ရတာနဲ့ဟောတကယ်လျှော်ရမှာကိုယ်စိတ်ပဲနော်ဖြူစင်အောင်ထားရမှာတော့တလွဲလုံနေတယ်ဆိုတော့အကျိုးမဖြစ်ဘူးပေါ့ဒါတလွဲလုံနေရင်အကျိုးမဖြစ်ဘူးဒီကောင်းပြီတလွဲမတွေးရဘူးတဲ့မှန်မှန်ကန်ကန်တွေးရမယ်။ဩ तू ကအသက်ရှင်နေတယ်မသေးခြင်းဘူး။ငါလည်းအသက်ရှင်နေတယ်မသေးခြင်းဘူး။ဒီလိုအသက်ရှင်ခြင်းမသေးခြင်းနာဖြစ်ရတဲ့ငါကသူတစ်ပါးကိုတတ်တယ်ဆိုရင်တရားပါမလား။တရားပါဗျာ။ဟောဒီလိုစဉ်းစားပါတဲ့မြတ်စွာဘုရား။ဒါအတုပနာယိကဆိုတာအဲ့ဒါပြောတယ်။မှန်ပါဗျာ။ငါအသက်ရှင်ခြင်းနဲ့အသက်ရှင်နေတဲ့ငါကဘာဖြစ်လို့သူများကိုတတ်ရတခုချိုးကမှားရင်းတဲ့အတွေးတွေနဲ့တွေးလိုက်သေးတယ်အေးတတ္တဝါဆိုတာလူချုံးမှကြွတာဆိုပြီးတော့တတ္တဝါဆိုတာလူချုံးမှကြွတယ်ဆိုကိုယ်လည်းတတ္တဝါပဲလေကိုယ်လာချွတ်ရင်ဘယ်နဲ့နေဘူးလို့ခံနိုင်မှာမဟုတ်လေကိုယ်ချွတ်ရင်မှန်ပါဗျာသူများကြတော့ချွတ်ပေးခြင်းတယ်ဒီတတ္တဝါလေးကတတ်ခံလိုက်ရတယ်ဆိုသူကြောက်ကြောက်လန့်လန့်နဲ့စိတ်ဆင်းရဲပြီးတော့တည်သွားချတာဆိုသူကောင်းသူကတိရောက်ဖို့ရှိပါမလားမရှိနိုင်ပါဗျာအနိကဆုံးအာသနကံက6လန့်ပြီးတော့စိုးရင်စိတ်တွေနဲ့စိတ်ဆိုးပြီးတော့ကိုယ်တတ်တဲ့လူပေါ်မှာမကြည်မနှက်ဖြစ်ပြီးတည်သွားတာကြီးပဲအသက်ခံရတဲ့လူတိုင်း
မှန်လားပါဗျာ နွားတွေတိရစ္ဆာန်တွေလည်းပဲသူတို့မပြောတတ်လို့ကိုယ်လာတတ်တယ်ဆိုရင်ဘယ်သူခံညင်မလဲမခံညင်ဘူးမဟုတ်လား မှန်လားပါဗျာ မပြောတတ်တာပဲရှိတယ်မခံညင်တာချင်းတူတူပဲတရားမှာကြောက်ထားခြင်းကတော့တူတူပဲအဲ့ဒါကိုတတ်တယ်ဆိုလို့ရှိရင်ကြည့်ဩငါဒီတရားမှာကြောက်တယ်အသက်ရှင်ခြင်းနဲ့ဒီတတ္တဝါလေးလည်းတရားမှာကြောက်မှာပဲအသက်ရှင်ခြင်းရှာမှာပဲငါမကြိုက်တဲ့လို့ဘာဖြစ်လို့သူများကိုလောက်ရမလဲဟောဒါတရားအတိလို့ခေါ်တယ်အတိတရားဆိုတာအဲ့ဒါဒါနာကောင်းမှုတွေလုပ်ခွင့်ရတာဘုရားကျေးဇူးကုသိုလ်အမှုသိအမိန်မှုဖြစ်တယ်ဟုတ်လားကိုယ်အသားကြတော့ထိမှသိကြောက်တယ်အဲ့တော့အတိတရားဆိုတာအဲ့ဒါပြောတာမြတ်စွာဘုရားရဲ့ဟောတဲ့တရားကတရားဘူးတကယ်ကိုတရားဆိုတဲ့အတိုင်းအလွန်တရားတယ်ဟုတ်ကဲ့လားမှန်လားပါဗျာ ဒီတရားမလိုက်နာဘူးဆိုမတရားဘူးသေချာစဉ်းစားခြင်းမတရားဘူးဆိုတာကိုချင်းမစားလို့မတရားဘူးလို့ပြောလို့ရတယ်လေတရားဆိုတာကတကယ်ကိုမျှတတဲ့စိတ်မဟုတ်ဘူးငါတော့ရှင်ရှင်နဲ့သူတော့သိရမယ်ဆိုမမျှတတဲ့စိတ်ထားကြီးပဲလို့ဒါမှန်ကန်တဲ့အတွေးလို့ခေါ်တယ်မှန်ကန်တဲ့အတွေးမပါဘဲနဲ့မှန်ကန်တဲ့နားလည်မှုဆိုမဖြစ်နိုင်ဘူးတဲ့ပြောမယ်ဆိုရင်ဒါတမ္မာဒိဋ္ဌတမ္မာသင်္ကပ္ပဆို right and right thought ပဲဒါဟုတ်ကဲ့လားမှန်လားပါဗျာ ဒါကိုတရားအသိလို့ပြောတာမှန်ကန်တဲ့အသိနဲ့လုပ်ပြီးတော့မြတ်စွာဘုရားကပါဏာတိပတ္တနဲ့ပတ်သက်ပြီးတော့ဒီရှုထောင့်၃မျိုးက၃မျိုး၃ပလယ်ကနေပြီးတော့စင်ကြယ်အောင်လုပ်ရမယ်တဲ့ဘာလို့ဆိုရင်ကိုယ်တိုင်လည်းပါဏာတိပတ္တကရှောင်ရမယ်သူများကိုလည်းရှောင်ဖို့တိုက်တွန်းရမယ်ပါဏာတိပတ္တကရှောင်ခြင်းရဲ့ခုံကျေးဇူးကိုလည်းပြောရမယ်တဲ့အဲ့ဒါကိုတိကောတိပရိသုဒ္ဓသုံးဘက်သုံးပလန်ကနေပြီးတော့ဒီပါဏာတိပတ္တကစင်ကြယ်တာကိုယ်တိုင်မလုပ်တဲ့အပြင်ကိုယ်တိုင်တော့မလုပ်ဘူးသူများကိုတော့မလိမ့်တစ်ပတ်ပြောတဲ့ပုဂ္ဂိုလ်ကရှိသေးတယ်လေကိုကတော့ငရဲကြီးမှကြောက်တော့မလုပ်ဘူးသူများကိုဟိုတင်းလို့ကြာနေပြီဘုန်းကြီးတစ်ပါးလို့ပေါ့ဘုန်းကြီးတစ်ပါးမဘွေးတွေ့တယ်တဲ့တခါတယောက်ကလာတဲ့အခါကျတော့ဘုန်းကြီးကပြောတယ်မဘွေးဟေးဒီမွေကြိုက်ရင်သေရတယ်နော်အစိတ်ပြင်းတယ်တခါကနားမလဲဘူးအဒီမွေကြိုက်ရင်သေတတ်တယ်တစ်ခါမကဘူးနှစ်ခါသုံးခါထပြောဘုန်းကြီးကသူကိုယ်တိုင်တော့အဲ့ဒီမွေမရိုက်ဘူးဟုတ်ကဲ့လားမှန်လားပါဗျာဒါပေမဲ့သူစိတ်ထဲကရိုက်စေခြင်းဒီကောင်ကြိုက်ရင်ဒီကောင်ဒုက္ခပေးလိုက်မယ်ကြိုက်ရင်သေတတ်တယ်အစိတ်ပြင်းတယ်ဆိုဟိုတကားတယောက်ကသဘောပေါက်တဲ့တကားတယောက်ကဒုတ်ဆွဲပြီးဘုံဘုံနဲ့ရိုက်တော့မှအေးအဲ့လိုမှပေါ်လို့ပြောတယ်အဲ့ဒါဒီလှုပ်ထာကိုချီးမွမ်းတာပဲဘာမှမထူဟုတ်ကဲ့လားမှန်လားပါဗျာဟောဒါကြောင့်မို့လို့မြတ်စွာဘုရားကဒုစရိုက်နဲ့ပတ်သက်လာလို့ရှိရင်ဒုစရိုက်10ပါးကို၄မျိုးနဲ့မြောက်တယ်ကိုယ်တိုင်လည်းမလုပ်ရဘူးချီးလည်းမချီးမွမ်းရဘူးသူများကိုလည်းမတိုက်တွန်းရဘူးစိတ်သဘောလည်းမတူရဘူးတဲ့ကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူဟောဒုစရိုက်10ပါးကိုဒီ၄ခုနဲ့မြောက်လိုက်ရင်ဒုစရိုက်40လို့ပြောတူတူပဲမထူးတချို့ကဝိနည်းရှောင်ပြီးတော့အဲ့ဒီမှာကိုယ်တိုင်တော့မလုပ်ဘူးကိုယ်တိုင်တိုက်တွန်းဟုတ်လားကိုယ်တိုင်လှုပ်တာရဲ့တိုက်တွန်းတာရဲ့ချီးမွမ်းတာရဲ့စိတ်တူတာခုနအလိုတူလိုပါပဲလေဘာမှမထူးမှန်လားပါဗျာအေးဒီလိုမှပေါ့ဆိုတာအလိုတူအလိုပါဖြစ်သွားပြီဆိုတော့ကြည့်လေမြတ်စွာဘုရားကဒီတုတ်တံမှာတော့ခုနကရှုတော့၃မျိုးကနေကင်းစင်အောင်လုပ်ရမယ်၃ဘက်၃တန်ကနေကင်းစင်အောင်လုပ်ရမယ်ကိုယ်တိုင်လည်းဒီအတွေးနဲ့ပါဏာတိပတ္တရှောင်ရမယ်သူများကိုလည်းရှောင်ဖို့တိုက်တွန်းရမယ်ချီးမွမ်းရမယ်စိတ်တူတာတခုပဲမပါတယ်ချီးမွမ်းပေးရမယ်ချီးမွမ်းရင်စိတ်တူတာလည်းပါသွားပြီပေါ့ဟုတ်ကဲ့လားမှန်လားပါ၃မျိုးတဲ့ထို့တူပဲဉာဏ်နဲ့ဒုစရိုက်တွေလည်းဒီလိုစဉ်းစားရမယ်အဋိဏဒါနကိုယ်ပစ္စည်းကိုမပေးဘဲနဲ့တစုံတစ်ယောက်ကလိန်ယူမယ်ညာယူမယ်လှည့်စားယူမယ်ဘယ်နည်းနဲ့ပဲယူခိုးမှတိုက်မှမဟုတ်ဘူးကိုယ်ပစ္စည်းကိုတနည်းနည်းနဲ့လိန်ညာယူသွားမယ်ဆိုရင်အယူမခံနိုင်ဘူးဒါကိုမကြိုက်ဘူးကိုကတော့မကြိုက်ဘူးသို့တော့သူများပစ္စည်းကိုအဲ့ဒီလိုလိန်ညာယူတတ်တာမျိုးကရှိတတ်သေးတယ်လေဆိုတော့အစစ်ကိုအတုလို့ပြောပြီးတော့လုပ်ရင်ဒါလိန်ညာယူတာပဲမထူးဘူးလေမှန်လားပါဗျာပစ္စည်းတစ်ခုကိုဒါအစစ်ပါဆိုပြီးတော့အတုကြီးပေးတယ်ခုခေတ်တာပေါ်တဲ့ကြောက်စရာကောင်းတာဆေးဝါးအတုတွေတော့ဆေးဝါးအတုတွေကိုအစစ်ပါဆိုရယ်မသိတဲ့လူတွေကိုရောင်းချနေတာတော့အဲ့ဒီလိုဟာမျိုးကအလွန်လွန်ကြောက်စရာကောင်းတယ်တစ်ဖက်သားကိုလည်းထိခိုက်မှုဖြစ်စေတယ်
တခြားပစ္စည်းတူတာတဲ့ဆေးဝါးပစ္စည်းတူတာကအသက်အန္တရာယ်ကိုသွားပေးနိုင်တယ်ပေါ့မကောင်းတာကြတော့ မှန်လားပါဗျာ အဲ့တော့တစ်ဖက်သားကိုအကျိုးမဲ့ဖြစ်စေတတ်တဲ့အရာတွေဟောအဒိနာဒါနကိုယ်ပစ္စည်းကိုတရားရောက်ကလိမ့်ယူသွားမယ်ကိုမပေးတဲ့ပစ္စည်းကိုယူသွားမယ်ဆိုရင်ကိုမကြိုက်ဘူးငါမကြိုက်တဲ့အရာကိုဘာဖြစ်လို့သူများကိုလုံးဝမှာလဲကိုယ့်ကိုစဉ်းစားငါပစ္စည်းညာယူသွားရင်ငါမကြိုက်ဘူးငါမကြိုက်တဲ့အရာဘာလို့သူများလုံးဝမှာလဲလို့ဆိုအဒိနာဒါနကရှောင်ပါတဲ့ဒီအတွေးနဲ့ဒါတရားအတိလို့ခေါ်တယ်ဒါအခြေခံစဉ်ဒီအတိလေးရရှိကိုရှိရမယ်နော် မှန်လားပါဗျာ ဒါလူကြီးမှမဟုတ်ဘူးလူငယ်လည်းဒီအသိရှိရမယ်လူကြီးလည်းအသိရှိရမယ်လူလက်လည်းဒီအသိရှိရမယ်ဒါအဲ့ဒါလို့လုပ်ပြီးတော့အရိဏဒါနကကိုယ်တိုင်လည်းရှောင်တယ်သူများကိုလည်းတိုက်တွန်းတယ်ရှောင်တဲ့ကျိုးကျေးဇူးကိုလည်းချီးမွမ်းပြောဆိုတယ်ချီးမွမ်းတယ်ဒီလိုလာရမယ်ကာမိတုမိစ္ဆာစာရဆိုတာနဲ့ပတ်သက်လာရင်လည်းဒီလိုပဲကိုယ်မိသားစုထဲမှာလာပြီးတော့ကာမဂုဏ်ကိစ္စဖောက်ပြန်မဲ့ဆိုလို့ရှိရင်ကိုကြိုက်မှာမဟုတ်သူကမကြိုက်အဲ့တော့ကိုမကြိုက်တဲ့ကိစ္စကိုသူများသွားပြီးတော့ကိုမကြိုက်တာကိုသူများကြတော့လုပ်တယ်ဆိုတော့ဒါမတရားဘူးပေါ့နော် မှန်ပါ အဲ့ဒီမတရားဘူးဆိုတဲ့အတိလေးကိုတရားရမယ်ဆိုတဲ့အတိလေးကိုသိတာဒါတရားအတိပဲနော်အတိတရားပဲဩငါမကြိုက်တဲ့အလုပ်ကိုဘာဖြစ်လို့သူများလုပ်ရမှာလဲငါမကြိုက်ဘူးငါမကြိုက်ရင်သူများလည်းမကြိုက်ဘူးသူများမကြိုက်တဲ့အလုပ်ကိုငါဘာလို့လုပ်ရမှာလဲလို့စဉ်းစားပြီးတော့ကာမိတုမိစ္ဆာစာရကကိုယ်တိုင်လည်းရှောင်တယ်သူများကိုလည်းမလုပ်ကြနဲ့ဟေ့တိုက်တွန်းတယ်နော်မလုပ်တဲ့လူကိုချီးမွမ်းတယ်ဟာဒီလူကလူတော်ပဲလူကောင်းပဲနဲ့ဆိုချီးမွမ်းတယ်ဟောသုံးပလေကနေပြီးတော့ကြည့်လိုက်တော့ကာမိတုမိစ္ဆာစာရနဲ့ပတ်သက်လာရင်သူကလုံးဝစင်ကြယ်သွားတယ်ပြည့်စုံသွားကိုရောရှောင်ပါရဲ့သူများကိုတိုက်တွန်းနေသေးတယ်ချီးမွမ်းတဲ့စိတ်ကလေးရှိနေသေးတယ်ဆိုမဟုတ်သေးဘူးပဲဒါမပြည့်စုံသေးဘူးလို့ပြောရမှာနော်ဒါကာတုစရိုက်နဲ့ပတ်သက်လာလို့ရှိရင်ဒီတိုင်းနားလဲရနောက်ဝစီတုစရိုက်နဲ့ပတ်သက်လာပြီးတော့ကိုယ့်ကိုတစုံတစ်ယောက်ကလိန်သွားမယ်ကိုယ့်အကျိုးစီးပွားတွေပြက်အောင်လိန်လီစားပြောကြသွားမယ်ဆိုရင်ကိုယ်ခံရခက်တယ်ကိုမကြိုက်ဘူးအဲ့တော့ကိုမကြိုက်ဘဲနဲ့ဘာဖြစ်လို့သူများကိုလုံးဝမှာလဲမလုံးသင့်ဘူးကိုမကြိုက်တဲ့လို့သူများကိုမလုံးသင့်ဘူးလို့စဉ်းစားရမယ်အဲ့ဒါလို့စဉ်းစားပြီးတော့မုဒ္ဒဝါဒကလည်းရှောင်ရမယ်လိမ့်လိလက်စားပြီးသူများအကျိုးတရားပြတ်ပြားတော့အောင်မလုပ်သင့်ဘူးကိုယ်တိုင်လည်းမလုပ်ဘူးသူများကိုလည်းမလုပ်ဖို့တိုက်တွန်းတယ်မလုပ်တဲ့ပုဂ္ဂိုလ်ကိုလည်းလူတော်လူကောင်းအဖြစ်ချီးမွမ်းတယ်ဟောရှုထောင့်၃မျိုးကနေပြီးတော့စင်ကြယ်အောင်ကျင့်သုံးတယ်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ပိတုနာဝါစာဆိုတာတယောက်နဲ့တယောက်မတက်အောင်ဝင်ပြီးတော့တတ်ရှိုတယ်ခုံတိုက်တယ်လို့ခေါ်တယ် မှန်လားပါ လူတယောက်နဲ့တယောက်အစဉ်ပြေးနေလို့ရှိရင်သွားပြီးတော့လေတံလေးသွားထိုးတယ်တယောက်နဲ့တယောက်မတက်အောင်လုပ်တယ်ဓမ္မပဒထဲမှာဝတ္ထုလေးတစ်ပုဒ်ရှိတယ်မထေရကြီးနှစ်ပါးအသက်ကတစ်ပါးနဲ့တစ်ပါးမတိမ်မရင်ရွယ်လူပဲဆိုပါစို့တစ်ပါးကနည်းနည်းငယ်တယ်တစ်ပါးအကြီးသူတို့နှစ်ပါးဟာတကယ်လို့ကိုညီကိုလိုပဲခင်ကြညီကိုလိုခင်တယ်အမြဲတမ်းဒီနှစ်ပါးဟာတူတူတွဲပြီးတော့တိတ်ရင်းနေတယ်အငယ်ပုဂ္ဂိုလ်ကကြီးတဲ့ပုဂ္ဂိုလ်တိတ်လေးစားကြီးတဲ့ပုဂ္ဂိုလ်ကလည်းပဲကိုငယ်တဲ့ပုဂ္ဂိုလ်လေးစားတယ်နှစ်ပါးတစ်ပါးနဲ့တစ်ပါးအပြန်အလှန်ဒီလိုလေးစားပြီးစိတ်သဘောထားအလွန်ကောင်းကြတယ်တော့အကြောင်းတစ်ခုမှသတင်းသုံးနေတယ်အဲ့တော့အကြောင်းမှာဓမ္မဂတိကဘုန်းကြီးတစ်ပါးရောက်လာတယ်အဲ့ရောက်လာတဲ့ဘုန်းကြီးကဒီကိုရောကြီးနှစ်ပါးကြောင်းရောက်လာတော့ဆရာတော်ကြီးတွေကလည်းတရားနာကြအောင်ဓမ္မဂတိကဆိုတော့တရားဟောတတ်တယ်ပေါ့တရားဟောတော့သူတို့ဓမ္မဂတိကတရားဟောတတ်တော့သူတို့ကဓမ္မဂတိကကိုကြီးညိုကြတယ်မြတ်နိုးကြတယ်ငါရှင်တို့နဲ့တူတူနေပါတရားဟောဆရာရှိသူဟောခိုင်းတရားနာတရားမြတ်နိုးတာဒါပေမဲ့အဲ့ဒီဓမ္မဂတိကစိတ်ကောင်းမရှိဘူးပေါ့တရားအသိမရှိဘူးသူများသာဟောတာကိုယ်မှတရားအသိမရှိသည့်အတွက်ကြောင့်ဓမ္မဂတိကကိုဒကာတော်မတွေကကြီးညိုလာတော့အဲ့ဓမ္မဂတိကဘာဖြစ်လာတော့ဆိုဒီကိုရောကြီးနှစ်ပါးမောင်းထုတ်ပြီးတော့ဒီเจ้าအပိုင်စည်းမယ်ဆိုတဲ့စိတ်ဓာတ်ဝင်လာတယ်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2500ကတော့အခုမဟုတ်ဘူး မှန်လားပါဗျာ အဲ့တော့လူရှိနေရင်ဘယ်ခါမှဆိုဒါမျိုးရှိမှာပဲနော်ခုခေတ်မှရှိတယ်လို့မထင်နဲ့
လူရှိနေလူရဲ့စိတ်ဓာတ်ကိုကြောက်စရာကောင်းတာပြောပါတယ် မှန်လားပါဗျာ ဟိုခေတ်က2500လူတွေလည်းဒီတိုင်းပဲခုခေတ်လူတွေလည်းဒါဒီတိုင်းပဲရှိတဲ့လူကရှိနာပဲเนาะ မှန်လားပါဗျာ အဲ့တော့မကောင်းတာတွေရှိတယ်လို့ကောင်းတာတွေကလည်းဟိုတုန်းကရှိတယ်လို့အခုလည်းရှိနေမှာပဲလို့ပြောရမှာပေါ့ကောင်းတဲ့ဘက်ကပြောမှဆိုရင်เนาะအဲ့ဒီဓမ္မတိကဘာလို့တုံဆိုတော့ဒီကိုယ်တော်ကြီးနှစ်ပါးသူမတက်အောင်လုံးမှဒီအကြောင်းသူရမှာကိုဒီကိုယ်တော်ကြီးနှစ်ပါးညီညွတ်နေမဖြစ်ဘူးမဖြစ်တဲ့အခါကျတော့တရက်ကြတော့တပားစီသတင်းသုံးနေတဲ့နာကိုသွားတယ်ထင်းအောင်မြင်အောင်လုပ်တာပေါ့ဂုံးတိုက်တယ်ဆိုတာပါဇက်နဲ့ပြောမှမဟုတ်သူကမထေကြီးစီအရင်သွားပြီးတော့အရှင်ဘုရားတဲ့အရှင်ဘုရားတို့နှစ်ပါးညီလို့ကိုလို့ခင်တာဟုတ်လားဟာခင်တာပေါ့တို့နေလာတာနှစ်ပေါင်းလောက်ကြာဒါပေမဲ့ဘုရားတဲ့ဆိုပြီးတော့မပြောတော့ပါဘူးဘုရားပြီးတော့ဆိုပြီးတော့ကြော့ပြီးထားတာကိုရောကြီးစိတ်ထဲမှာထင်းနေဘာလဲဒီကိုရောငါဘာပြောချင်လို့နောက်တစ်ခါအငယ်စီသွားပြန်တော့လေဒီလိုပဲရှင်ဘုရားနောင်တော်ကြီးတို့ရှင်ဘုရားကြီးညိုတယ်ကြီးညိုတယ်ရှင်ဘုရားကကြီးညိုတာမပြောတော့ပါဘူးရှင်ဘုရားတို့တော်ကြတော့ဆိုဒီတိုင်းထားပါတော့ကိုရောကြီးနှစ်ပါးသိချင်လားနောက်တဲ့ကျတော့အတင်းကြပ်မေးတာအတင်းကြပ်မေးတဲ့အခါကျတော့အရှင်ဘုရားကိုဘယ်လိုပြောတယ်ဟိုကဘယ်လိုပြောတယ်ရှေ့တာအရှင်ဘုရားနဲ့ဟန်လို့ပေါင်းနေတာကိုယ်ရကြတော့ပြောတယ်ဆိုကိုရောကြီးနှစ်ပါးစိတ်ဝမ်းကွဲသွားကြတယ်နော်စိတ်ဝမ်းကွဲသွားပြီးတော့တပားနဲ့တပားမျက်နှာချင်းမဆိုင်တော့ဘူးတပားကအရှိပေါက်ကနေထွက်ပြီးအရှိလျှောက်သွားတယ်တပားကအနောက်ပေါက်ကနေထွက်ပြီးအနောက်လျှောက်သွားကြောချင်းပေးပြီးတော့ထွက်သွားလိုက်ကြတာကိုရောကြီးတွေနှစ်ပေါင်းအတော်ကြာမှဒီကိုရောကြီးနှစ်ပါးပြန်တွေ့တဲ့အခါဒီကိုရောရဲ့လိမ့်လေလှည့်စားမှုကိုသွားတွေ့ရတယ်မှန်လားပါဗျာ ဂုံးတိုက်တာဆိုတာအဲ့လိုတဦးနဲ့တဦးညီညွတ်နေလို့ရှိရင်ဈာထဲမှာဝင်ပြီးထင်းအောင်မြင်အောင်လုပ်ပြီးတယောက်နဲ့တယောက်မတက်အောင်လုပ်လိုက်တာတဲ့အဲ့ဒါကိုပိတုဏဝါစာလို့ခေါ်တယ်မှန်လားပါအဲ့ဒီပိတုဏဝါစာဟာကိုယ့်ကိုအလုတ်ခံရမယ်ဆိုလို့ရှိရင်ကိုမကြိုက်ဘူးတဲ့ကိုမကြိုက်တာကိုသူများကိုလုပ်ရင်သူများလည်းကြိုက်မှာမဟုတ်ဘူးဆိုပြီးပိတုဏဝါစာကရှောင်ပါတဲ့ကိုယ်တိုင်လည်းရှောင်ပါသူများကိုလည်းတိုက်တွန်းပေးပါပိတုဏဝါစာကရှောင်တဲ့ပုဂ္ဂိုလ်ကိုလည်းပဲချီးမွမ်းစကားပြောကြပါတယ်ဟောသုံးထို့တူပဲဖုဒ္ဓဝါစာဆိုတာချမ်းသာတဲ့စကားကိုပြောတာလူဆိုတာကိုယ့်ကိုတယောက်နဲ့တယောက်မာမာဆာဆာပြောတာတောင်မှကြိုက်တာမှမဟုတ်ပဲနဲ့စကားတန်မာတယ်ဆိုရင်ကိုမကြိုက်ဘူးလေသူဆဲတာရေးတာအသာထားအောင်လေတံမာမာနဲ့ပြောလိုက်ရင်ကိုမခံနိုင်တဲ့လူတွေအများကြီးပဲအဲ့တော့သူကိုယ့်ကိုအဲ့လိုမာမာပြောရင်ကိုမကြိုက်ဘူးဆဲရင်ကိုမကြိုက်ဘူးဒါပေမဲ့ကိုကြတော့စိတ်ဆိုးလာတဲ့အခါကျတော့မာမာလည်းပြောတာပဲဆဲလည်းဆဲတာပဲကိုပြောတဲ့အခါကျအရသာရှိတယ်လို့ဖြစ်နေနော်အဲ့တော့အဲ့ဒီကိစ္စကိုလည်းပဲခုနလိုငါမကြိုက်တဲ့အလုပ်ဘာဖြစ်လို့သူများကိုပြောရမှာလဲငါမကြိုက်ရင်သူလည်းမကြိုက်ဘူးဆိုပြီးတော့ရှောင်ပါတဲ့ကိုယ်တိုင်လည်းရှောင်ပါသူများကိုလည်းရှောင်ဖို့တိုက်တွန်းပေးရှောင်တဲ့ပုဂ္ဂိုလ်ကိုလည်းချီးမွမ်းပါတန်ဖတ်ပလာပဆိုတာအကျိုးမဲ့စကားတွေပြောပြီးတော့အချိန်ဖြုံးတာကိုယ်စီလာပြီးတော့အကျိုးမဲ့စကားတွေပြောပြီးအချိန်ဖြုံးနေမယ်ဆိုရင်အလုပ်ပြက်အကင်ပြက်ဘာမှအကျိုးမရှိဘူးအဲ့ဒီအကျိုးမရှိတဲ့စကားတွေနဲ့ငါ့ကိုလာအချိန်ဖြုံးအောင်လုပ်နေငါမကြိုက်ဘူးငါမကြိုက်တယ်လို့ तू လည်းမကြိုက်ဘူး तू များစီကိုဟုတ်လားလှည့်ပြီးတဲ့အခါကျတော့တယောက်နဲ့တယောက်ဟိုလူအတင်းပြောဒီလူအတင်းပြောမျိုးဖြစ်တာမျိုးတွေဒါတွေကမကောင်းတဲ့အကျင့်တွေပဲလို့ဒီလိုနှလုံးသွင်းရလူကတယောက်နဲ့တယောက်ဆုံမိလာလို့ရှိရင်ကြည့်လေလူတစ်ယောက်ဆုံမိလာလို့ရှိရင်ဘာအစတော့ဆိုကြားပြီးပြီလားဆိုတာလာတယ်နော်ကြားပြီးပြီလားအစဟိုကလည်းသိကျင်လာတယ်ဘာဟာတော့ဆိုပြောပြီးသူများအတင်းနေဖြစ်နေစဒီထက်ကနေတယောက်ကနေပြီးတော့ဘယ်သူကပြင်တော်လိုက်တာရထဲမှာတော်လိုက်တာလို့ပြောလိုက်လို့ရှိရင်ရှင်ကမသိလို့ကိုကမသိလို့ဆိုတာလေးနဲ့လာပြန်ရောအဲ့ကြတော့တော်ပါတယ်ဒါပေမဲ့ဆိုပြောတော့မယ်အကြရင်အပြစ်တယောက်ကချီးမွမ်းရင်လည်းတယောက်ကကဲ့ရဲ့ဖို့ကြိုးစားတယ်လူတွေရဲ့တဘာဝကိုပြောပြတာနော်မှန်လားပါဗျာအဲ့ဒီသမပ္ပလာကနေစပြီးတော့နှုတ်နဲ့ပတ်သက်လာလို့ရှိရင်လူတွေကအဲ့ဒီလိုပြောလို့ရှိတယ်တဲ့ဘယ်လောက်ထိအောင်ပြောကြတော့ဆိုလို့ရှိရင်နှစ်ယောက်ဆုံမိတဲ့အခါကျတော့စကားပြောကြဟိုလူအတင်းပြောဒီလူအတင်းပြောပြီးတော့အဲ့ဒီလူကထသွားတဲ့အခါကျသူတယောက်တည်းကြံတဲ့အခါကျတော့မင်းကောလိုက်သေးတယ်နင်းလည်းတူတူပါပဲလို့ပြောတယ်သူပဲကြံတော့တာပြောမခံနော်
အဲ့တော့ဒီတန်ဖတ်ပလာပတွေကိုလည်းပဲငါမကြိုက်ဘူးငါမကြိုက်ရင်သူလည်းကြိုက်မှာမဟုတ်ဘူးကိုမကြိုက်တာမလုပ်နဲ့လို့ဆိုပြီးတော့ဟောဒီဝစီဒုစရိုက်ကလည်းပဲကိုယ်တိုင်းရှောင်တယ်သူများကိုလည်းရှောင်ဖို့တိုက်တွန်းတယ်ရှောင်တဲ့ပုဂ္ဂိုလ်လည်းချီးမွမ်းတယ်ဆိုဟောသုံးဘက်သုံးလံကသုံးဘက်သုံးလံကနေပြီးတော့ကြည့်တန်ဖတ်ပလာပကိုရှောင်လိုက်တယ်ဆိုဝစီဒုစရိုက်တွေဟာလုံးဝဖြူစင်တန်ရှင်းသွားတဲ့ဝစီဒုစရိုက်အဖြစ်ရောက်သွားတယ်ဒါအခြေခံအတိတရားလို့ခေါ်ပါတယ်အဲ့ဒီအခြေခံအတိတရားတွေရှိထားတဲ့ပုဂ္ဂိုလ်ရဲ့သဘောထားဟာဘလောက်ကောင်းတော့ကြည့်အမတန်တရားတဲ့အတိတွေကိုသူသိထားတဲ့အတွက်ကြောင့်သူများတဲ့မတတ်ဘူးသူများဥစ္စာမခိုးဘူးသူတော်သားများမပြစ်မှားဘူးသူများကိုလိမ်လည်ပြီးတော့သူများအကျိုးပြက်အောင်မလုပ်ဘူးခုံမတိုက်ဘူးဆဲရခြင်းကြမ်းတမ်းတဲ့စကားကိုပြောခြင်းမလုပ်ဘူးအကျိုးမဲ့တဲ့သူများအချိန်တွေကိုပြုံးအောင်မလုပ်ဘူးဆိုတဲ့ဟောအများနဲ့ဆက်ဆံတဲ့အခါမှာသူကလုံးဝပြည့်စုံစင်ကြယ်တာဒါကိုချင်းတရားဘက်ကဒါပြည့်စုံတယ်အခြေခံအဆင့်အတိတရားလို့ခေါ်တယ်နော်မှန်လားပါဗျာအဲ့ဒီအခြေခံအဆင့်ကိုမေ့ထားလို့မရဘူးဒီအခြေခံအဆင့်နေမပါဘဲနဲ့နိဗ္ဗာန်မဲ့ဖို့ရက်တူတူနဲ့မျက်မှောက်ပြုရပါလို့ဆိုတော့ရက်ကတော့တိုးမှာမဟုတ်သေးဘူးဘာဖြစ်လို့လဲဆိုအခြေခံမှမပါပဲနော်မှန်လားပါဗျာအခြေခံအဆင့်ကိုစိတ်ကောင်းနှလုံးကောင်းထားဖို့လိုတယ်ဒါစိတ်ကောင်းနှလုံးကောင်းလို့ထားခေါ်တယ်အဲ့တော့လူတွေကထင်ကြတယ်ညာတော်အပြင်ပြောကြတယ်စာတန်းတွေပါတွေတောင်ရေးထားကြသေးတယ်သင်ကောင်းနေကျွန်ုပ်မဆိုးပါတဲ့သင်ကောင်းနေကျွန်ုပ်မဆိုးပါဆိုတဲ့ဟာကဒါလူကောင်းလို့ခေါ်လို့မရနော်သင်ဆိုးပေမဲ့ကျွန်ုပ်မဆိုးပါလို့ရေးရမှာရေးတာသင်မကောင်းပေမဲ့ကျွန်ုပ်ကောင်းပါလေအဲ့ဒီဟာမှပြည့်စုံတယ်အခုကသူတော်နေလို့ကိုကောင်းတဲ့သူတော်ကောင်းနေတာတော့ဒါမဟုတ်သေးဘူးသူတော်နေလို့ကိုကကောင်းနေတာလေသူမတော်ရင်ကိုကောင်းမှာမဟုတ်ကိုကဘာဖြစ်တုံးဆိုသူတော်အောင်ကိုကောင်းတဲ့သူတော်ကောင်းမျိုးဖြစ်တဲ့နေပေါ့သူတော်လာအောင်မတော်တဲ့လူတယောက်တော်လာအောင်ကိုကကောင်းရမယ်သူတော်ကောင်းရဲ့သဘောကသူများမတော်တာသူများမကောင်းတာကိုကလိုက်ပြီးတော့မတူဘူးနော်မှန်လားပါဗျာဒါကြောင့်မလို့သူတော်ကောင်းကိုရင်တော့ဓမ္မဂတိကဟောနေတဲ့လူ့ကြောင့်ဓမ္မဂတိကတခါကြီးကပြောလေးရှိတယ်ငယ်ငယ်တော့ကြားဘူးလားသူတော်လို့ကိုကောင်းတဲ့သူတော်ကောင်းတွေမဖြစ်ပါစေနဲ့တဲ့နော်သူတော်အောင်ကိုကောင်းတဲ့သူတော်ကောင်းဖြစ်ပါစေဆိုအတိပ္ပယ်ရှိတယ်တရားမှန်လားပါဗျာဘုရားမြတ်စွာလက်ထက်တုန်းကအိရှင်မကြီးတယောက်ရှိတယ်သူ့နာမည်ကျော်တယ်ဩသဘောကောင်းလိုက်တာသဘောထားပြည့်လိုက်တာအလုသမားတွေပေါ်အိမ်စီတွေပေါ်မှာဟုတ်လားအိမ်အကူတွေပေါ်မှာဆက်ဆံတာအမတန်ကောင်းတယ်ပေါ့သိသဘောထားကောင်းတယ်သိသဘောထားကောင်းတယ်နဲ့နာမည်ကြီးတယ်တာဝတိပြေကအိရှင်မကြီးတယောက်နာမည်ကြီးတယ်သဘောကောင်းတယ်နဲ့နာမည်ကြီးတော့သူ့အိမ်မှာအလုပ်ကျွေးပြုနေတဲ့ကာလီဆိုတဲ့အမျိုးသမီးကသူကစဉ်းစားတယ်ငါတော်နေလို့ तू ကောင်းတာလားသို့မဟုတ် तू ပင်ကိုယ်ကကောင်းတဲ့စိတ်ရှိသလားဆိုစမ်းသပ်အောင်မယ်ဆိုပြီးတရေကြတော့ तू အိတ်နေလိုက်တာတဲ့နေပြအောင်အိတ်လိုက်တယ်အိတ်လိုက်တော့အိတ်ရှင်မကြီးကလာပြီးတော့ဟဲ့ကာလီနေဘာလို့အိတ်နေတော့ဆိုဘာမှမဖြစ်ပါဘူးလို့ပြောတော့မျက်မှောင်ကလေးကျုပ်သွားတယ်အဲ့ဒီနေ့က तू အကက်ခတ်လိုက်မိတယ်ငါတော်နေလို့ तू ကောင်းတာပဲ तू ဒေါသရှိရဲ့တန်းနဲ့ तू ကငါတော်နေလို့ဒီဒေါသမထွက်တာသူတဏ္ဍာမှာဒေါသရှိတယ်ဆိုတာသိကြတယ်ပေါ့ပိုးသိကြအောင်ငါနောက်တည့်ရက်ဆက်ဆံအောင်မယ်ဆိုပြီးနောက်တည့်ရက်လည်းဆက်ပြီးအိတ်နေလိုက်ပြန်အိတ်နေတဲ့အခါကျတော့ဟဲ့ဘာဖြစ်လို့အိတ်တာလဲဆိုဘာမှဖြစ်ဘူးလို့ပြောတယ်ဒီကောင်မလူဘာဝတယ်ဆိုပြီးဆဲသွားတယ်တဲ့ပထမနေ့ကတော့မျက်မှောင်ကလေးပဲကျုပ်ပြတယ်နောက်တည့်ရက်ကျတော့အဲ့ဒါဆဲသွားတယ်သူတဏ္ဍာမှာရှိနေတဲ့ဟာတွေသူပြလာပြီအစွဲကထွက်လာနောက်တည့်ရက်တကူကဆက်ပြီးတော့အိတ်လိုက်တဲ့အခါကျဘာလို့လို့နင်ဒီလောက်တောင်လောက်ရလားလို့ဆိုပြီးတော့အဲ့ဒီတုန်းကတကားတွေမှာဂလန့်ချိတ်လေးရှိတယ်တန်ကောင်းနဲ့ဆွဲပြီးတော့ခေါင်းကိုရိုက်လိုက်တာခေါင်းကွဲပြီးတော့သွေးတွေဖြာထွက်သွားတယ်အဲ့ဒီကြတော့ကာလီကျော်မကြီးကလမ်းထွက်ပြီးတော့ရှင်တို့ပြောတဲ့အိရှင်မကြီးသဘောထားကောင်းတယ်ဆိုတာကြီးကြသမ်းပါအောင်ဟောဒီမဲ့သွေးတွေနဲ့ခေါင်းရိုက်ခွဲတယ်ဆိုပြီးပြောတယ်အဲ့ဒီနေရာနေစပြီးတော့ဒီအိရှင်မကြီးကသဘောသိဆိုးတာပဲနဲ့ဆိုဖြစ်သွားတယ်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီဝတ္ထုလေးကိုဥပမာပြုပြီးတော့သူများတွေကကောင်းလို့ကောင်းနေတဲ့အကောင်းမျိုးမဖြစ်စေကြနဲ့တဲ့သူများတွေကမကောင်းတာကိုကိုယ်ကကောင်းရမယ်လို့ဒီလိုဆိုလို့တယ်ရဟန်းတွေကိုဆုံးမတယ်ဆရာသမားတွေကနေပြီးတော့သင်္ကန်းတို့တပိတ်တို့ပြိခရာတို့ထောက်ပံ့ပြီးတော့နေသည့်အတွက်ကြောင့်
ဒီစကားပြောလို့ဆိုလို့ဆုံးမလို့လွယ်တာမျိုးဟာဒါတကယ်အစစ်အမှန်မဟုတ်ဘူးတဲ့ပေးနိုင်ကမ်းနိုင်လို့ကောင်းနေကြတာမျိုးဟာဒါတကယ်ကောင်းမဟုတ်ဘူးတဲ့တကယ်ကောင်းဖြစ်အောင်ကြိုးစားကြကိုယ်စိတ်ထဲရင်နဲ့နှလုံးထဲကနေပြီးတော့တကယ်ကိုအေးချမ်းပြီးတော့ဒေါသငြိမ်းအောင်ကြိုးစားကြသူများကတောနေလို့ကိုယ်ကောင်းနေတာမျိုးမဖြစ်စေကြနဲ့ကဲကိုယ်လည်းစဉ်းစားကြည့်လေစိတ်ဆိုးစရာမရှိဘူးသူကထဆိုးမှမဟုတ်ဘူးလေစိတ်ဆိုးစရာရှိရတဲ့နဲ့မဆိုးမှသူတော့ကောင်းစိတ်ဆိုးအောင်လုပ်ရတဲ့နဲ့မဆိုးဘူးဆိုမှသူတော့ကောင်းဖြစ်မှာဟိုးသူများတွေကကိုယ်ပတ်ဝန်းကျင်ကကိုကောင်းနေလို့ကိုယ့်ဘာကိုသူတော့ကောင်းဖြစ်နေတာမျိုးမဟုတ်ဘူးတဲ့ဘယ်လိုပဲအခက်ခဲတွေဘယ်လိုပဲစိတ်ဆင်းရဲစရာတွေကြုံလာလားစိတ်ဆိုးစရာတွေနဲ့ဘယ်လိုပဲတွေ့စိတ်မဆိုးအောင်ထိန်းနိုင်တယ်လောဘဖြစ်စရာအာယုန်တွေနဲ့ဘယ်လိုပဲတွေ့လောဘကိုထိန်းနိုင်ရမယ်ဒေါသဖြစ်စရာအာယုန်တွေနဲ့ဘယ်လိုပဲတွေ့ကိုဒေါသကိုထိန်းနိုင်ရမယ်အဲ့ဒီလိုထိန်းနိုင်တာကမှတကယ်သူတော်ကောင်းတကယ်ငြိမ်းချမ်းသူအစစ်အမှန်လို့ခေါ်တယ်တဲ့သူတော်နေလို့ကိုကောင်းနေတာအာယုန်နေနဲ့အတိုက်ခိုက်မခံရလို့လေငြိမ်းနေလို့မလှုပ်ရှားတာကိုအဟုတ်ထင်နေကြတယ်လေတိုက်ခံရတာကြည့်တစ်ပင်ကြီးတွေလည်းလေတိုက်ခံရတာပဲတောင်ကြီးတွေလည်းလေတိုက်ခံရတာသို့သောတစ်ပင်တွေလေတိုက်ခံရရင်ရိမ့်ထိုးပြီးတော့အမြစ်ပါကျွတ်ပြီးလွင့်မသွားဘူးလားလွင့်သွားပါတယ်ဗျာတောင်ကြီးတွေလည်းလေတိုက်ခံရတာပဲကြည့်မယ်ဆိုတောင်ကြီးတွေကမလှုပ်ဘူးလေဘာကွာတာတော့ဆိုတောင်ကြီးတွေကသူ့ကိုယ်သူကြံ့ကြံ့ခံထားတာတဲ့ဒီလေမုန်တိုင်းလောက်ကတော့ဘလောက်မှဘာမှမဖြစ်ဘူးတစ်ပင်တွေကသူ့လောက်ခံနိုင်ရမရှိဘူးလို့ဒီလိုဆိုလို့တယ်အဲ့တော့ကိုယ့်ကိုခံနိုင်ရရှိရလောကရန်နေဘာလာကိုယ့်ကိုမတုံလုံးအောင်နေနိုင်ဖို့ကြိုးစားရမယ်ဒီဟာမှတကယ်သူတော်ကောင်းလို့ဒီလိုဆိုလို့တာအပြစ်မဲ့ကဓာန်ကိုတော့အကာအကွယ်လို့မရဘူးဒါကလာမှာပဲမြတ်စွာဘုရားကိုတော်မြတ်ကိုယ်တိုင်မျက်စိကမြင်စရာအာယုန်နဲ့မြင်တဲ့အခါမကောင်းတာလည်းမြင်တာပဲကောင်းတာလည်းမြင်တာပဲမကောင်းတာကိုအနိဋ္ဌာယုံခေါ်တာပေါ့ကောင်းတာကိုအိဋ္ဌာယုံခေါ်တာပေါ့အတန်ကြားတဲ့အခါလည်းမကောင်းတဲ့အတန်လည်းကြားတာပဲကောင်းတဲ့အတန်လည်းကြားတာပဲအနံ့လည်းမကောင်းတဲ့အနံ့ဟုတ်လားရှူတာပဲကောင်းတဲ့အနံ့လည်းရှူမိတာပဲအရသာလည်းမကောင်းတာလည်းခံစားရတာပဲကောင်းတာလည်းခံစားခန္ဓာကိုယ်ထိတွေ့ရလည်းမကောင်းတာနဲ့လည်းထိတွေ့တာပဲကောင်းတာနဲ့လည်းထိတွေ့တာသို့တော့သာမန်ပုဂ္ဂိုလ်တွေကြဘာဖြစ်တုံးဆိုရင်မကောင်းတာနဲ့ကြုံရင်ဒေါသဖြစ်တယ်ကောင်းတာနဲ့ကြုံရင်လောဘဖြစ်တယ်ကောင်းမကောင်းကြုံတာချင်းကအတူတူပဲဖះလည်းကြုံတယ်ကိုယ်လည်းကြုံတယ်ကြုံတာချင်းတူပဲဖះကြတော့လောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးယန္တာတွေကြတော့လောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးဘာကွာနေတုံးဆိုတရားအတိစွမ်းအားချင်းကွာနေတယ်တရားအတိနဲ့ခုခံပေးထားတဲ့ကြောင့်ဖះယန္တာတွေရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုကတောင်ကြီးကဲ့သို့ဘလောက်ပြင်းထန်တဲ့မုန်တိုင်းကြီးတိုက်လှုပ်ရှားမှာမဟုတ်ဘူးတဲ့ဒါကိုမင်္ဂလာတုတ်ထဲမှာဖုဒ္ဒတလောကဓမ္မေစိတ်တန်ယတနဂမတိဆိုအဲ့ဒါပြောတာနော်မှန်ပါပါဗျာပတ်ဝန်းကျင်ကကိုယ်ကောင်းပြီးဝိုင်းမနေကြလို့သဘောကောင်းနေတဲ့အကောင်းမျိုးကတော့ဒါအကောင်းမဟုတ်ဘူးတဲ့ဟုတ်လားဘယ်လို့မှစိတ်ဆိုးအောင်လုပ်လို့စိတ်မဆိုးတဲ့ပုဂ္ဂိုလ်ကမှတကယ်အကောင်းလို့ဒီလိုပြောရမယ်အေးဒါကြောင့်မို့လို့တရားအသိရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာလောကရန်ကြောင့်လည်းတုံလုံးမှုမဖြစ်ဘူးဘယ်လိုလောကကြီးထဲမှာဆိုရင်လောကရန်ကရှိမှာပဲအကောင်းဆိုးဆိုကျုံနေမှာပဲအကျုံနေတဲ့အချိန်မှာခုနကကိုယ့်ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုကိုလေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာနဲ့ခုခံမလို့ဆိုခုနအတွေးနဲ့ခုခံလို့ရတယ်လောကရန်နဲ့ကျုံလာလို့ရှိရင်မြတ်စွာဘုရားကဥပမာလေးတစ်ခုပေးထားတယ်ဆုံးမထားတာရှိတယ်ဗြဟ္မဆာလသုတ်တံမှာဘုရားကဟောထားလို့ဆိုလောကမှာလူတွေကကဲ့ရတာမခံနိုင်ဘူးကဲ့ရတာမခံနိုင်ဘူးကိုယ်လာကဲ့ရင်စိတ်ဆိုးတယ်ချီးမွမ်းရင်တော့အဲ့ဒါတပြုံပြုံနေတယ်နော်အဲ့ဒါလောကရန်မခံနိုင်တာလို့ခေါ်တယ်မြတ်စွာဘုရားကဘာဆုံးမလို့ဆိုရင်ကဲ့ရလို့ရှိရင်စိတ်မဆိုးနဲ့တဲ့ကိုယ်လာပြီးတော့ပြစ်တင်ပြီးတော့ကဲ့ရမယ်ဆိုစိတ်မဆိုးနဲ့တဲ့နံပါတ်1စိတ်မဆိုးနဲ့စိတ်ဆိုးလို့ရှိရင်ကိုယ်စိတ်တည်ငြိမ်မှုပဲကိုအန္တရာယ်ဖြစ်သွားပြီကိုယ့်ရဲ့အသိဉာဏ်ကိုပဲအန္တရာယ်ပြုရရောက်သွားတယ်ဟုတ်တယ်လေစိတ်ဆိုးလိုက်တာနဲ့တပြိုင်နက်အကောင်းအဆိုးအကြောင်းကျိုးသိတယ်တယောက်ကလာခဲ့ရတယ်ခဲ့ရတာနဲ့ပတ်သက်ပြီးကိုယ်ကစိတ်ဆိုးလိုက်လို့ရှိရင်အဲ့ဒီသူပြောတဲ့စကားရဲ့အကောင်းအဆိုးအကြောင်းကျိုးသူမသိတော့ဘူးဟောဒါကြောင့်မို့ဘုရားကစိတ်မဆိုးနဲ့စိတ်ဆိုးရင်အကောင်းအဆိုးအကြောင်းကျိုးမသိနိုင်ဘူးအဲ့တော့ဘာလို့ရမလို့ဆိုလို့ရှိရင်အကယ်၍သူကချီးမွမ်းကဲ့ရတယ်ဆိုလို့ရှိရင်တဲ့ကိုယ်လာကဲ့ရတယ်ဆိုလို့ရှိရင်ကိုမဟုတ်ရင်မဟုတ်ဘူးဆိုတာကိုယ့်ဘာကိုနှလုံးသွင်းလိုက်တယ်
မဟုတ်လို့ရှိရင်မဟုတ်တဲ့အတိုင်းဖြေရှင်းလိုက်ဒီလိုဆိုလို့လေဖေစိတ်ဆိုးနေမဲ့အစားမဟုတ်တာကိုမဟုတ်တာလို့ပဲဖြေရှင်းတယ်ဆိုတာ तू ယုံနေဖြစ်စေမယုံနေဖြစ်စေကိုမဟုတ်ဘူးဆိုတာဖွင့်ပြောရမယ်တဲ့အဲ့ဒီပြောတယ်ဆိုတဲ့နေရာမှာဆဲတာကြတော့ပြောစရာမလိုဘူးဆွဆွဲတာကြတော့ဖြေရှင်းရမယ်တဲ့ဆဲတာကြတော့ဖြေရှင်းစရာမလိုဘူးတဲ့ကိုယ့်ရဲ့ခန္တီတရားခန္တီဆိုတာကိုယ့်ရဲ့စိတ်ကလေးငြိမ်းချမ်းနေတဲ့စိတ်လေးကိုလှုပ်ရှားမသွားအောင်ထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိကိုခန္တီလို့ခေါ်တာမှန်လားပါဗျာအခုခေတ်ခန္တီဆိုတာကဟေးပြန်မပြောဘူးရင်ထဲကတော့ဘလောင်ဆူးနေအဲ့ဒါခန္တီမဟုတ်ဘူးနော်ပြန်တော့မပြောဘူးနှုတ်ခမ်းကြီးဆူနေတယ်စိတ်ထဲကတော့မကျေနပ်ဘူးတစ်ဖြစ်တော့ဖြစ်နေအဲ့ဒါခန္တီမဟုတ်ဘူးခန္တီဆိုတာကိုယ့်ရဲ့အပြုံးမပြတ်တဲ့စိတ်ကလေးကိုထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိကမှခန္တီတဲ့ကိုယ်ပင်ကိုယ်စိတ်ကလေးကိုတကယ်ဝမ်းမြောက်နေတဲ့စိတ်ကလေးငကိုကြည်နူးနေတဲ့ပင်ကိုယ်စိတ်ကလေးကိုဘေးကအာယုံကနေလာတိုက်ပေမဲ့လို့မလှုပ်ရှားတဲ့စိတ်ကမှဒါခန္တီလို့ခေါ်တယ်နော်မှန်လားပါဗျာခန္တီရဲ့အစိတ်ကဒါမို့ဘုန်းကြီးတို့နိုင်ငံသားတွေရှင်းပြတဲ့အခါကျတော့ခန္တီဆိုတာလို့တရားနည်းနဲ့ကြည့်မယ်ဆိုတော့ဗမာကတော့သိခံတယ်လို့ဘာသာပြန်တယ်လို့တရားနည်းနဲ့ကြည့်မယ်ဆိုရင်စွမ်းရည်စိတ်စွမ်းရည်တစ်မျိုးပဲလို့စိတ်စွမ်းရည်တစ်မျိုးဆိုတာ ability to maintain normal position ability to maintain normal position mental position စိတ်ရဲ့ပုံမှန်ဒီ normal ကိုသူကထိန်းထားနိုင်တာကိုပြောတာကြည့်လေ normal ဆိုတာဘာလို့ဆိုရင်တကယ်ချင်းနှစ်ယောက်ထိုင်စကားပြောနေရီလို့မောလို့ဟိုတယောက်ကလာတဲ့ပြီး6တိုက်လာဆဲသွားတယ်ဒီလူနှစ်ယောက်ဟာဒီငကွာရီတာမောတာတွေမရှိတော့ဘူးဟာဒီကောင်စော်ကားထားဆိုပြီးဒေါသတွေထားပေါက်ပွဲကုန်ကြတယ်ဟုတ်လားခန္တီပြက်သွားပြီပေါ့သူတို့ငကိုအနေထားပြက်သွားပြီ normal က abnormal ဖြစ်သွားပြီဒီလိုဆိုလို့အဲ့ဒါခန္တီမဟုတ်ဘူးတဲ့ခန္တီဆိုတာကတကယ်ကိုကိုယ့်ရဲ့စိတ်မူလအခြေအနေကိုထိန်းထားနိုင်တဲ့စိတ်စွမ်းရည်တစ်မျိုးကိုခန္တီလို့ခေါ်တယ်လို့ဒီလိုမှတ်အေးဒါတွေကပထမကတော့တရားအသိနဲ့ထိန်းပေးရတယ်တရားအသိနဲ့ထိန်းလိုက်လို့ရှိရင်ဒီစိတ်စွမ်းအားတွေကိုယ်တဏ္ဍာမှာဖြစ်ပေါ်ပြီးတော့လာနိုင်တယ်လို့ဒီလိုမှတ်ရတရားအသိရှိတဲ့ပုဂ္ဂိုလ်ရဲ့သဘောထားနဲ့တရားအသိမရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားဟာအလုံးကိုကွာတယ်နော်မှန်လားပါဗျာအသိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားအလုံးကွာတယ်ဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကဒီတဲ့အဆင့်မြင့်လာတဲ့အခါကျတော့ကြည့်ဒီတဲ့အဆင့်မြင့်တဲ့တရားကိုသိလာပြီဆိုတဲ့အခါဟတ္ထိဆိုတဲ့ရွာတစ်ရွာရှိတယ်အဲ့ဒီဟတ္ထိဆိုတဲ့ရွာမှာဥက္ခဆိုတဲ့တထေးတစ်ယောက်ရှိတယ်အဲ့ဒီတထေးကငကိုတော့ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးတရားသိမရှိဘူးသူကတရားသိမရှိတော့အယက်သေးစာတောက်စားပျော်ပါပြီးတော့တမန်လူတစ်ယောက်ပဲခန်းတော်တော်ထဲမှာမြတ်စွာဘုရားကြွလာလို့မြတ်စွာဘုရားနဲ့သူပထမဆုံးဆုံတာနာဂဝနလို့ဆိုရဲခန်းတော်တော်ဥယျာဉ်ထဲမှာဘုရားကိုပထမဆုံးသွားတွေ့တယ်အဲ့ဒီတော့ကသူဘာလုပ်လဲအရက်မူးနေတာအဲ့ဒီလူကဥက္ခဆိုတဲ့သူကအရက်မူးနေတာနော်မှန်လားပါဗျာခုခေတ်လို့ပြောရင်ကလားတထေးတယောက်ပေါ့အိမ်ကြီးဟာနော်ဥယျာဉ်ထဲသွားပြီးရက်တွေတောက်ပြီးတော့အိမ်မှာအရက်မူးနေတဲ့အချိန်သူအပေါင်းအသင်းနေနဲ့ရက်တောက်ပြီးနေတဲ့အချိန်ဘုရားကိုတွေးလိုက်တဲ့အခါမှာသူစိတ်ဓာတ်ပြောင်းသွားဘုရားကိုမြင်လိုက်တာနဲ့သူစိတ်ထဲမှာကြည်ညိုတဲ့စိတ်ဖြစ်သွားပြီးတော့အရက်မူးပြေသွားတယ်တရားမသိသေးဘူးအဲ့ဒီချိန်မှာအရက်မူးပြေပြီးသူစိတ်ထဲမှာထင်လိုက်တာဟာသူတော်စင်တယောက်သူတော်စင်တစ်ပါးကိုသူတွေးရတယ်လို့စိတ်ထဲမှာကြည်နူးတဲ့စိတ်လေးတွေဝင်သွားဒါနဲ့ဘုရားစီကိုသွားပြီးတော့ချင်းကပ်တဲ့အခါအရက်မူးပြေလို့ဘုရားနာသွားတဲ့အခါကျတော့ဘုရားကသူ့ကိုတရားဟောတယ်တဲ့မြတ်စွာဘုရားတွေကတရားဟောတဲ့အခါမှာအမြဲတမ်းသူကဟောနေကြတရားအစဉ်လူတယောက်ကိုစပြီးဟောပြီးဆိုရင်ဘာစဟောတော့ဆိုရင်ဒါနကထာအစဟောလို့ရှိတယ်နော်မှန်လားပါဗျာဒါနကထာဆိုတာဒီလောကမှာလူတွေက society ထဲနေတာကိုတယောက်တည်းမစားသင့်ဘူးအားလုံးနဲ့မျှဝေပြီးခံစားသင့်တယ်ဆိုတာဒါဒါနကထာပဲပေါ့မှန်လားပါဗျာဟုတ်တယ်မို့လားမှန်လားပါဗျာတယောက်တည်းကိုသိမ့်ပိုက်ထားလို့ရှိရင်ဘလူးဆောင်တဲ့ရေခံတွေကရေတွေလိုပဲဘယ်ကောင်မှမတောက်ဘူးတောက်တဲ့လူအဲ့ဒါဖန်ခံစားခံပြီးတော့ဒီရေတွေလကားခံတော့မှာအဲ့ဒါလိုပဲတချို့လူတွေပစ္စည်းပိုင်ဆိုင်တာက society အတွက်ဘာမှအသုံးမဝင်ဘူးသူလည်းမသုံးဘူးသူများလည်းမသုံးအောင်ဟောတေတော့ဒီတိုင်းကြီးပြစ်ထားခဲ့တယ်အဲ့ဒါမျိုးမဖြစ်စေရဘူးအားလုံးနဲ့ share လုပ်ရမယ်တချို့ကမသရာတာကိုယ့်ကိုယ်တော်မသရာဘူး
ကြားဘူးတယ်မို့လားဇလန်းနေရှိတယ်ကိုယ့်ကိုယ်တော်မတရာဘူးမစ္စရိယတထေးတို့ဆိုတော့ကိုယ့်ကိုယ်တော်မစားဘူးမုံစီကျော်လေးစားကြတာသူများလာမှဆိုလို့မပြောဘူးတဲ့အောက်နော်တထေးကမုံစီကျော်လေးစားကြတာကိုလမ်းဘေးမှာမုံစီကျော်လေးတွေ့တာစားကြတာအောက်နေတယ်ဘာဖြစ်လို့လဲဆိုရင်မုံစီကျော်ကြော်လို့ရှိရင်ဝိုင်းစားကြမှာဆိုလို့တဲ့သူများကိုပေးရမှာဆိုလို့အောက်တော့အဲ့ဒါလို့မစ္စရိယအာကြီးလာပြီဆိုလို့ရှိရင်ကိုတော်မစားရတော့ဘူးလူတွေမှာပစ္စည်းဥစ္စာကိုမသုံးရဘူးအဲ့ဒါလို့ဖြစ်လာတတ်တယ်အဲ့တော့အဲ့ဒါမျိုးမဖြစ်အောင်မြတ်စွာဘုရားဒါနကထာတယောက်နဲ့တယောက် share လုပ်မယ်ကိုတယောက်တည်းမသုံးရဘူး charity တို့ဟုတ်လားဒါမျိုးတွေကရှိရမယ် generosity တို့ဒါမျိုးတွေရှိရမယ်သူများကိုစွန့်ကြဲရမယ်ပေးကမ်းရမယ်ကိုမိသားစုဖြစ်မိသားစုပေါ့မိတ်ဆွေတန်ငယ်ချင်းတွေပေးရမယ်ကိုပေးတဲ့ပေးလိုက်တဲ့ပုဂ္ဂိုလ်တွေပေးရမယ်မတွန့်တိုပါဘူးဒါဒါနကထာနောက်ပြီးတော့ကိုချင်းတရားမပြတ်ပြားရဘူးတဲ့သီလကထာလူဘဝရောက်လာရင်ကိုချင်းတရားကောင်းရမယ်ကောင်းအောင်နေရမယ်လူတော်လူကောင်းဖြစ်ဖို့ဆိုတာကိုချင်းတရားကောင်းပါဒါနကောင်းမှုတွေဘလောက်လုပ်နေကိုချင်းတရားမရှိရင်သူတော်ကောင်းမခေါ်နိုင်သေးဘူးဒါကိုကိုချင်းတရားကောင်းအောင်လုပ်ဖို့ဆိုပြီးဘုရားသီလကထာဟောတယ်ကဲဒါနနဲ့သီလကိုချင်းတရားလည်းကောင်းပြီသူများကိုလည်း share လုပ်တယ်ကိုတယောက်တည်းမသုံးစားဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းရတုဂတိရောက်ဖို့မခဲပါဘူးနတ်ပြည်ဆိုတာဘလောက်ချမ်းသာတယ်ကောင်းတဲ့ဘုံဘဝဆိုတာဘလောက်ချမ်းသာတယ်ဆိုတာတွေကိုမြတ်စွာဘုရားဟောတာတက်ခါကထာလို့ခေါ်တယ်မှန်လားပါဗျာအဲ့လိုလူတွေကကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားလာတာအခြေခံအဆင့်မှာမြတ်စွာဘုရားအဲ့လိုဟောပေးတာစိတ်ဝင်စားလာပြီဆိုတဲ့အခါကျတော့မှနတ်ပြည်ကိုလူတွေကရွေ့ရောက်ချင်လာပြီကောင်းတဲ့ဘုံဘဝမှာတတ်မဲ့လာပြီဆိုတဲ့အခါမြတ်စွာဘုရားကအေးကာမဂုဏ်အာယုန်နေဆိုတာအင်မတန်မှအန္တရာယ်များပါတယ်တခဏလေးပဲအိမ်မက်နဲ့တူတယ်ကာမဂုဏ်ဆိုတာအိမ်မက်နဲ့တူတယ်အိမ်မက်ဆိုတာနိုးသွားတာနဲ့ပြီးပြီဘာမှမရှိတော့နော်သူပိနကုပမာအိမ်မက်ထဲမှာဟုတ်လားဘယင်ကြီးလုံနေတိုက်ကြီးနဲ့နေနိုးရင်ဘာမှပြုတာပဲတဲကုတ်ထဲပြန်ရောက်တာအိမ်မက်ထဲမှာဘလောက်ကောင်းနေနိုးတာနဲ့တပြိုင်တည်းဘာမှမရှိတော့ဘူးကာမဂုဏ်အာယုံဆိုတာသူပိနကုပမာအိမ်မက်နဲ့အလားတူတူတယ်နောက်တစ်ခုကာမဂုဏ်အာယုံဆိုတာတဲ့အမဲရိုးနဲ့အလားတူတယ်နတ်သမားကနေပြီးတော့နွားတတ်ပြီးတော့ဒီအယိုးမှာကတ်နေတဲ့အသားတွေကိုချစ်ယူပြီးတော့ပြစ်လိုက်တဲ့အမဲရိုးကိုအဲ့ဒီနာမျောနေတဲ့ခွေးကဒါလေးကိုချီးပြီးတော့တနေကုန်ရှာနဲ့ရက်လိုက်သွားနဲ့ကြိုက်လိုက်ရှာနဲ့ရက်လိုက်သွားနဲ့ကြိုက်လိုက်အရသာထွက်နိုးနဲ့အနံ့ကလေးနဲ့ဓာလေးနဲ့ပဲပြီးသွားတာပြီးတာသွားရောသွားတွေနားလာပြီးတော့အဲ့ဒါနောက်ဆုံးညဘာမှဝါလို့မရဘူးပြစ်လိုက်ရတဲ့အနေထားကာမဂုဏ်အာယုံဆိုတာအဲ့တိုင်းပဲတဲ့အမဲရိုးနဲ့အလားတူတယ်တဲ့မှန်လားပါဗျာအပေါ်ယံလေးတုပ်လိမ့်တာဘာမှအရသာမရှိဘူးအနံ့ကလေးနဲ့ဟုံနိုးနဲ့ပြီးသွားတာဘာမှမရှိတော့ဘူးလို့ဆိုလို့တယ်အေးမြတ်စွာဘုရားကအဲ့ဒါလိုကာမဂုဏ်အာယုန်ရဲ့အပြစ်ကိုဟောတာကာမနာအာရိနဝကထာလို့ခေါ်တယ်အဲ့ဒါတွေကိုမစွန့်လွတ်နေနေတဲ့မြတ်တောကတွေနဲ့ရင်ဝယ်ပိုက်ပြီးတော့နေကြရမယ်တဲ့ဒါတွေကိုစွန့်လိုက်မှချမ်းသာမှာဆိုပြီးနိက္ခံမေအာနိတန္တကထာဒါတွေကိုလုံးဝ freedom လုံးဝစွန့်ပလိုက်ခုနကဗတ္တိယမင်းကြီးဟာဒီခါတည်းစွန့်လိုက်တာနဲ့အဟောတုခံခုမှချမ်းသာတော့တာပဲဆိုတာစွန့်လွတ်သွားတဲ့ဟာမျိုးမြတ်စွာဘုရားဟောဒါကိုကထာ5မျိုးလို့ခေါ်တယ်မှန်လားပါဗျာအဲ့ဒီကထာ5မျိုးနဲ့ဟောပြီးတဲ့အခါကျတော့မှလူရဲ့စိတ်လေးဟာတော့ညီဒီတရားဓမ္မကိုခံယူနိုင်စွမ်းရှိပြီဆိုတဲ့အခါကျတော့မှမြတ်စွာဘုရားကသဘာဝတရားတွေရဲ့ဖြစ်စဉ်ကိုဟောတယ်ဟောလိုက်တဲ့အခါကျတော့ဘာနားလည်သွားတုံဆိုတော့တရားနာတဲ့ပုဂ္ဂိုလ်ကနားလည်သွားတယ်စိတ်ထဲမှာအညစ်အကြေးတွေကင်းသွားပြီသူ့မှာပွင့်လင်းတဲ့မျက်စိတစ်ခုအမြင်တစ်မျိုးရလာတယ်အဲ့ဒီအမြင်ကဘာလို့ဆိုရင်ယံကိဉ္စိသမုဒိယဓမ္မံသဗ္ဗန္တနိရောဓဓမ္မံဖြစ်လာတာမှန်သမျှချုပ်မှာပဲဆိုတဲ့အတိရသွားပြီအဲ့တော့ဘာမှမမြဲဘူးငါရတာတွေတခုမှမမြဲဘူးဆိုတဲ့အတွေးလေးတွေးလိုက်နိုင်ပြီဒီအမြင်မျိုးလေးရလိုက်နိုင်ပြီဆိုရင်မစွန့်လွတ်နိုင်စရာရောရှိသေးရဲ့လားရှိပါပါဗျာသူများပေါ်အနိုင်ကျင့်တဲ့စိတ်ရောရှိသေးလားမရှိပါပါဗျာမရှိတော့ဘူးလေအားလုံးထားခဲ့ရမှာလို့ဆိုတာသိသွားတာနဲ့တကြိုင်နဲ့ယံကိဉ္စိသမုဒိယဓမ္မဖြစ်တဲ့သဘောရှိတဲ့တရားမှန်သမျှသည်နိရောဓဓမ္မချုပ်ရမှာပဲတနည်းကြတော့ပျက်စီးသွားမှာပဲဆိုတဲ့အတွေးလေးကိုရင်ဝယ်ပိုက်ထားနိုင်ပြီဆိုလို့ရှိရင်မမောမှုတွေကလျှော့ချသွားနိုင်တယ်အတွေ့အတာတွေမမောမှုတွေလျှော့ချလိုက်တာနဲ့တပြိုင်နက်သောကတွေကလည်းငြိမ်းသွားတယ်စိတ်ငြိမ်းချမ်းမှုကလက်တွေ့ခံစားရမယ်လို့
ဓမ္မစက္ခုဆိုတာခုနကနေမြတ်စွာဘုရားကဒီကထာ၅မျိုးနဲ့ဟောလိုက်တဲ့အခါကျတော့ဒီအမြင်ကိုအဲ့ဒီခုနတုန်းကဥက္ခဆိုတဲ့တခါကြီးကရသွားတယ်ရသွားတာနဲ့တပြိုင်နက်သူသဘောပေါက်သွားပြီကိုချင်းတရားငါဆောက်တည်တော့မယ်သူကအိမ်အောင်သေးအဲ့တော့ဓမ္မစရိယပင်စမဆိုတာ၅ပါးသီလထဲမှာသူကကာမိတုမိစ္ဆာစာရတောင်မဟုတ်တော့ဘူးဓမ္မစရိယနဲ့၅ပါးသီလကိုဆောက်တည်လိုက်တယ်နော်ဓမ္မစရိယနဲ့၅ပါးသီလဆောက်တည်လို့ရတယ်ချင်းမှန်လားပါဗျာဓမ္မစရိယသိက္ခာပုဒ်နဲ့၅ပါးသီလကိုဆောက်တည်ပလိုက်တယ်အဲ့တော့ဒီကာမိတုမိစ္ဆာစာရဆိုတာသူတစ်ပါးသားမယားနဲ့မပြင်းမှားပေမဲ့တို့ကိုယ့်ရဲ့ဒီပါတနာနဲ့ကတော့သူကရှိတယ်ဓမ္မစရိယကျတော့ဘာမှကိုမရှိရမှန်လားပါဗျာ celibacy life လို့ခေါ်တာပေါ့နော်အဲ့ဒီလိုဘဝမျိုးကိုသူကကူးပြောင်းလိုက်တယ်ကြည်တရားအသိရှိတယ်ငါကတထေးလေသူ့မှာဇနီး၄ယောက်ရှိတယ်အိမ်အောင်၄ယောက်ရှိတယ်အဲ့ဒီ၄ယောက်တည်းကလည်းငယ်ငယ်ရွယ်ရွယ်ဒီအိမ်ပြန်ပြီးတော့သူကဘာပြောတော့ဆိုသူဇနီးတွေကိုခေါ်ပြောတယ်ငါဒီကနေ့ကနေစပြီးတော့တရားအသိရှိလာတဲ့အတွက်ကြောင့်ကာမဂုဏ်အာယုန်တွေထဲမှာငါမနေတော့ဘူးသိက္ခာပုဒ်ကိုဗြဟ္မစရိယသိက္ခာပုဒ်နဲ့၅ပါးသီလကိုငါဆောက်တည်လိုက်ပြီနော်အိမ်အောင်တဲ့ဘဝမှာငါမနေတော့ဘူးမင်းတို့တွေတဲကနေပြီးတော့ဒီအိမ်မှာဆက်နေခြင်းမင်းတို့နေနိုင်တယ်အကယ်၍မနေခြင်းဘူးဆိုလို့ရှိရင်လည်းတခြားအိမ်ကိုပြန်နိုင်တယ်ယူခြင်းတဲ့ပစ္စည်းအကုန်ယူပြီးတော့အကယ်၍နောက်အိမ်တော်ပြုတ်ခြင်းနဲ့ဆိုရင်လည်းပဲဘယ်သူ့ကိုပြုတ်ခြင်းလဲငါ့ကိုပြောလို့ဆိုတော့အဲ့ဒီထဲမှာသူ့ရဲ့အငယ်ဆုံးဇနီးကနေပြီးတော့ပြောတယ်တဲ့ဘယ်သူနဲ့သူပေးစားပါလို့ပြောတယ်အဲ့ဒီလူကစိတ်သဘောထားဘယ်လောက်ကောင်းလို့ဆိုအတိတရားရှိတဲ့လူရဲ့စိတ်နေသဘောထားအကြည့်အဲ့ဒီသူ့ရဲ့ဇနီးအငယ်ဆုံးဟုတ်လားအရွယ်ကိုသူပြောတဲ့ယောက်ျားနဲ့လက်ထပ်ပေးလိုက်တယ်သူကိုယ်တိုင်သွားပြီးတော့လက်ထပ်ပေးလိုက်တယ်အဲ့လိုလက်ထပ်ပေးလိုက်တဲ့အချိန်မှာသူ့စိတ်ဟာနည်းနည်းလေးမှတွန့်တော်ခြင်းမရှိဘူးတဲ့ဘာမှစိတ်ပြောင်းလဲသွားတာမရှိဘူးသူဆုံးဖြတ်ချက်ဟာနောက်ကြောင်းမလှည့်ဘူးလို့ဆိုဒါဘာကြောင့်လဲဆိုတရားအတိပဲဟုတ်လားမှန်ပါဗျာသူ့ရဲ့အတိတရားကအလွန်အဆင့်မြင့်သွားပြီနော်ဒီအဆင့်ရောက်သွားတယ်ဆိုတာအလွန်အဆင့်မြင့်သွားပြီဒါဘုရားတရားနာပြီးဒီအဆင့်ရောက်သွားတဲ့လူကတကယ်ရှိခဲ့ဘူးလားနောက်အဲ့ဒါလို့သူအိမ်အောင်တဲ့ဘဝကိုဆုံးလွတ်လိုက်ပြီးတဲ့အခါကျတော့ဘုန်းကြီးဝတ်ထားမဟုတ်ဘူးလူနဲ့ပဲနေတယ်အဲ့ဒီကဆက်ပြီးတော့အိမ်အောင်တဲ့ဘဝဆုံးလွတ်ပြီးတဲ့အခါမှာသူဘာလုပ်တုံးဆိုရဟန်းတန်ဃာတွေကိုစိတ်ကတ်တဲ့အခါမှာတဲ့ဘယ်တော့မှမလေးမစားမစိတ်ကတ်ဘူးတဲ့လေးလေးစားစားစိတ်ကတ်တယ်ဘယ်ကိုတော့စီသွားတလေးတစားစိတ်ကတ်တယ်ဟောဒါသူ့ရဲ့အည်သွေးတစ်ခုနောက်တစ်ခါယဟန်တန်ဃာတွေစီသွားတဲ့အခါမှာဘုန်းကြီးကတရားဟောရင်ဟောမဟောလို့ရှိရင်သူကဟောရတဲ့တရားချဲစကားချဲနံပါတ်တောင်းပြီးဘယ်တော့မှပြန်မလာခဲ့ဘူးဘုန်းကြီးစီသွားလို့ရှိရင်တရားစကားပဲပြောတယ်ဘုန်းကြီးကတရားဟောရင်ရိုသေစွာနားထောင်တယ်နော်စီးပွားရေးစကားလည်းမပြောဘူးကျောင်းသွားရင်တရားဟောရင်ဟောတယ်ဘုန်းကြီးကဟောရင်ရိုသေစွာနားတယ်ဘုန်းကြီးကမဟောရင်သူကဟောရတယ်ဟောအဲ့ဒီလိုအနေထားမျိုးသူကကြည့်အတိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားတွေကဘယ်လိုပြောင်းသွားလဲဆိုတာနောက်ကြတော့ဒီနေ့ကျတော့သူကတန်ဃာတွေကိုဆွမ်းသာပင့်တယ်ဆွမ်းသာပင့်တဲ့အခါကျတော့သူ့အိမ်ဆောင်နတ်ကလာပြီးကိုသူပြောတယ်ဘယ်ကိုယ်တော်ကယဟန္တာဘယ်ကိုယ်တော်ကသောတာပန်ဘယ်ကိုယ်တော်ကအနာဂံအဆင့်ရှိတယ်ဘယ်ကိုယ်တော်ကတော့သီလမရှိဘူးနဲ့လာပြီးပြောတယ်သူ့စိတ်ထဲမှာဒီလိုလုံးဝခွဲခြားတာမရှိဘူးတဲ့တန်ဃာဆိုပြီးတော့ပင့်တယ်ဘယ်သူပဲဖြစ်ဘယ်ပုဂ္ဂိုလ်တော့များများလှူမယ်ဘယ်ပုဂ္ဂိုလ်တော့ရှော့လှူမယ်လို့စိတ်ထဲမှာကွက်တာမရှိဘူးတဲ့ဟောဒါလည်းသူခိုးဆက်ကောင်းတာပဲတရားသိရှိသွားပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်မရွေးတော့ဘူးသူကပုဂ္ဂိုလ်ရွေးနေတာတွေကတရားသိအားနည်းနေသေးတယ်တဲ့တန်ဃာဆိုလို့ရှိရင်ဓာတ်တူထားနိုင်တဲ့အနေထားရှိတယ်ဘယ်ပုဂ္ဂိုလ်ကတော့ယန္တာဆိုရင်ယန္တာပဲလှူမယ်ဟိုယန္တာမဟုတ်တဲ့ပုဂ္ဂိုလ်မတူဘူးဆိုရင်မျိုးမရှိဘူးတဲ့သူကနော်မှန်ပါပါဗျာဟိုရဟန္တာဆိုပြီးတော့ဝိုင်းအောင်နေကြတာမျိုးမလုပ်ဘူးတဲ့ဒါမျိုးမလုပ်ဘူးသူကနတ်တွေကဒီလိုလာပြောတာကိုလည်းသူ့စိတ်ထဲမှာတုံ့လုံးအောင်မဖြစ်ဘူးတဲ့နောက်တစ်ခုနတ်တွေကနေပြီးတော့သူ့ကိုလာပြီးတော့ဒီတတိပေးစကားတွေဘာတွေပြောရင်လည်းနတ်တွေကလာပြီးပြောရင်သူ့ကိုနတ်တွေကစောင့်ရှောက်တယ်လို့ဆိုပြီးတော့မာနလုံးဝတက်ကြွမှုမရှိဘူးတဲ့နတ်တွေနဲ့စကားပြောရတယ်ဆိုပြီးတော့သူ့စိတ်ထဲမှာဘာမှပြောင်းလဲမှုမရှိဘူးလို့ဒီလိုဆိုသူ့ရဲ့ရှိတဲ့ပစ္စည်းဥစ္စာကိုလည်းပဲကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှခွဲချမ်းမလုပ်ဘူးတဲ့ဓာတ်တူညီမျှပဲလှူလိုက်တယ်ပေါ့
နော် မှန်လားပါ ဆွန်းလောင်းတဲ့အခါမှာတချို့ခွဲခြားတာတွေ့ရတယ်ဒါကတော့ထိုင်းကိုဝက်သားကတော့ထိုင်းကိုတော့အတွက်နော်ပဲပြုတ်ကဘယ်ကိုတော့အတွက်နဲ့ဆိုပြီးတော့ဒီလိုခွဲပြီးတော့လှုပ်တတ်တယ်လေသူကအဲ့လိုမလုပ်ဘူးတဲ့အားလုံးဟာထမ်းတူညီမျှပဲထားတယ်လို့ဒီလိုဆိုတယ်ဘယ်တော့မှဘယ်ပုဂ္ဂိုလ်တော့များလူမယ်ဘယ်ပုဂ္ဂိုလ်ရှော့လူမယ်ဘယ်ပုဂ္ဂိုလ်စိတ်နေသဘောထားခြင်းကတိတ်กว่าသွားတယ်အဲ့ဒီလိုဖြစ်ရမယ်တဲ့သူ့မှာဒီလိုစုချုပ်နှိမ့်မြင့်ရွေးချယ်တာမလုပ်တော့ဘူးလို့ပြောတာနော် မှန်လားပါဗျာ အဲ့ဒါမျိုးဒီဥက္ကဆိုတဲ့တက္ကကတရားအသိရှိလာတဲ့အချိန်မှာသူ့ရဲ့စိတ်နေသဘောထားတွေကဒီလိုပြောင်းသွားတယ်နောက်ဆုံးသူကဘာကြေညာချက်ထုတ်တုံးဆိုလို့ရှိရင်အကယ်၍သူကအရင်သေးသွားလို့ဆိုရင်မြတ်စွာဘုရားကသူ့ကိုပြောပါလိမ့်မယ်တဲ့ဟောပါလိမ့်မယ်တဲ့ဒီဥက္ကဟာဘယ်တော့မှကာမဂုဏ်ကိုကာမဘုံကိုပြန်လာမှာမဟုတ်ဘူးဆိုတာကိုမြတ်စွာဘုရားပြောပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုသူကအနာဂံအဆင့်ထိအောင်ရောက်သွားတခါတယ် မှန်လားပါဗျာ အနာဂံအဆင့်ရောက်သွားတဲ့အခါကာမဂုဏ်အာယုန်နေနဲ့လုံးဝဖြတ်ပယ်လိုက်တာဒါကြောင့်မလို့အိမ်အောင်တဲ့ဘဝကိုသူဆွန့်လွတ်လိုက်တာအနာဂံဖြစ်သွားလို့ပြောတာနော် မှန်လားပါဗျာ သောတာပန်ဖြစ်သွားပြီးတော့သောတာပန်ဖြစ်သွားပြီဆိုရင်ဒီဒိဋ္ဌိနဲ့ဝိသိကိစ္စဆိုတာအမြင်မှားတာလည်းမရှိဘူးတန်တရားဆိုတာလည်းမရှိဘူးတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်နောက်ပြီးတော့လောဘဒေါသမောဟဆိုတာလည်းဖြစ်အောင်အရှိန်သိမ့်မကြီးတော့ဘူးဒေါသထွက်အောင်သူကယော့သွားပြီသူများကိုထဆဲလောက်အောင်ဒေါသမထွက်တော့ဘူးသူမှာစိတ်တော့ဆိုးရင်ဆိုးမယ်ဒါပေမဲ့လို့သူများကိုဆဲလောက်အောင်သူမဆိုးတော့ဘူးနော် မှန်လားပါဗျာ သောတာပန်ပုဂ္ဂိုလ်ကအဲ့လိုစိတ်ကိုထိန်းနိုင်တာလောဘဖြစ်အောင်လည်းပဲငရဲကြလောက်အောင်လောဘမဖြစ်တော့ဘူးဒါကိုအပါယကမ္မနိယလောဘမဖြစ်တော့ဘူးသူမှာတခါတဂရကံဖြစ်သွားပြီဆိုတဲ့အခါကျတော့သောတာပန်နဲ့သူကလောဘက10ချိန်မှ1ချိန်လောက်ဖြစ်မယ်ဒေါသကလည်းအချိန်100မှ1ချိန်လောက်ပဲဖြစ်မယ်ဟောဖြစ်လာတဲ့ဒေါသရဲ့အချိန်ကလည်းပဲနည်းနည်းလေးပဲဖြစ်တယ်သူကမတိမသားလေးပဲဖြစ်တယ်မပယ်သေးတာလေးပဲရှိတယ်စိတ်ထဲမှာပူကနေသွားတာမျိုးလေးလောက်ပဲဖြစ်မယ်ပါးစပ်ကတောင်လှုပ်လာမှမဖြစ်တော့နော်မျက်လုံးကြီးရဲသွားတာမျိုးတို့မျက်နှာရဲသွားတာအသားဆဆတုံးလာတဲ့ဒေါသမျိုးအစဉ်မရောက်တော့ဘူး မှန်လားပါဗျာ ပါးစပ်ကနေပြီးတော့ဟိုမြင်မကစားပြောဖို့ဆိုတာဝေးလေဆိုတာသူများကိုထရိုက်ဖို့ဆိုတာဝေးလေဆိုတာသူဒေါသဖြစ်မှန်းတောင်ဘေးကလူကမသိလိုက်အောင်ဖြစ်သွားပြီတကယ်ကအဆင့်ရောက်လို့ရှိရင်အနာဂတ်အဆင့်ရောက်သွားရင်လုံးဝအရှင်ဒေါသအရင်ထဲမှာတော့မလာတော့ဘူးလို့ပြောတယ်ပူကနေတော့မတက်လာတော့ဘူးလို့ပြောတာနော် မှန်လားပါ မကျေနပ်တဲ့စိတ်ကလုံးဝရှင်းသွားပြီကာမဂုဏ်အာယုန်စိတ်တွေလည်းလုံးဝရှင်းသွားပြီဒီလိုအဆင့်ဆင့်ပယ်သွားတာယဟန္တာဖြစ်သွားပြီဆိုရင်ကိရိတာမှန်သမျှလုံးဝရှင်းသွားပြီဒါတရားအသိရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားတွေဟာမြင့်တဲ့မြင့်လာပြီးတော့လူလောကမှာဒီပုဂ္ဂိုလ်တွေဟာအငြိမ်းချမ်းဆုံးစိတ်ဓာတ်အလွတ်လပ်ဆုံးနဲ့တကယ်ထာဝရငြိမ်းချမ်းတဲ့ချမ်းသာဒုက္ခကိုသူတို့ဟာဒီဘဝမှာပဲခံစားသွားရတယ်ဆိုတာထိုပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားကိုအကဲခတ်ကြည့်ခြင်းအပြင်ဘလောက်ချမ်းသာမလဲဆိုတာအတူယူပြီးတော့ကျင့်သုံးစရာအလွန်ကောင်းပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့သည်အတိတရားရှိသူတို့ရဲ့စိတ်နေသဘောထားမျိုးဖြစ်အောင်တို့တွေကျင့်ကြံကြိုးကုပ်အားထုတ်မှာပဲလို့ကိုယ်စီနှလုံးသွင်းပြီးကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း